မင်္ဂလာပါဇက်တန် TV ကိုအားပေးကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးအထူးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်ကျမတို့ဇက်တန် TV ကနေပြီးတော့ကြည့်ရှုအားပေးနေတဲ့သူများကိုဘဟုတုတရယုံတင်မကဘဲနဲ့တကယ်ပဲအခုချိန်မှာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ပြည်သူပြည်သားများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့ပြည်ပမှာအခြေစိုက်တဲ့ယုံတစ်ခုဖြစ်ပေမဲ့မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တူထပ်တူထပ်မြတ်ခံစားပေးတယ်ဆိုတဲ့အရာကိုပေါ့နော်အပတ်စဉ်ပတ်တိုင်းကျမတို့မပြတ်မကွက်အစီအစဉ်မျိုးစုံမရိုးရအောင်စူးစမ်းပြီးတင်ဆက်လက်ရှိပါတယ်ဒီကနေ့မှာဆိုလို့ရှိရင်တော့ဒီအမေရိကန်နိုင်ငံမှာနိုင်ငံရေးတကြွစွာနဲ့လှုပ်ရှားနေတဲ့ခေတ်ပညာတတ်တဦးလည်းဖြစ်တဲ့ပြောရှင်အထူးသဖြင့် Washington DC, New York မှာတော့၎င်း Monument မှာတော့၎င်းတကယ်လှုပ်ရှားမှုတွေမှာတကယ်ကိုအတူယူစရာကောင်းလောက်အောင်စူးစမ်းပြီးဆောင်ရွက်နေတဲ့သူတဦးကိုမေးမြန်းဖို့ရန်အတွက်ကျမတို့အထူးဧည့်သည်အနေနဲ့ခေါ်ဖိတ်ထားပါတယ်မင်္ဂလာပါအကိုဟုတ်ကဲ့မင်္ဂလာပါမဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပြုပြီးတော့အကိုရဲ့နာမည်ရဲ့အလောက်ကိုင်ရဲ့ကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်ကတော့ဒေါက်တာဇော်လင်းအောင်ပါကျွန်တော်ဗမာပြည်မှာတော့ကျွန်တော်ဆရာဝန်တယောက်ပေါ့နော်ဒီမှာတော့ကျွန်တော် medical field နဲ့ related ဖြစ်တဲ့ billing coding medical billing coding လုပ်နေပါတယ်ဟုတ်ကဲ့ကျွန်တော်အခုလက်ရှိ New York Brooklyn မှာနေထိုင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုအနေနဲ့ပေါ့နော်ငယ်ရွယ်စဉ်မှာဒီနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ဖြတ်တန်းခဲ့ဘူးတဲ့အရာတွေကြုံခဲ့ဘူးတဲ့အရာတွေရှိပါသလားရှင်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီရှစ်လေးလုံးမှာတော့ကျွန်တော်တို့ကသူငယ်တန်းစတက်တဲ့အရွယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကိုယ်တိုင်အတွေ့အကြုံနေတော့ရှစ်လေးလုံးမှာမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမိဘတွေဆီကနေပြီးတော့ကျွန်တော်တို့ဒါဖိုးဖွားတွေဆီကနေပြီးတော့ကျွန်တော်တို့ဒီခါတီးတဲ့အတွေ့အကြုံတွေသင်ခန်းစာတွေကျွန်တော်တို့အများကြီးရခဲ့ပါတယ်ကျွန်တော်တို့လူမှန်းတီးတဲ့ရွယ်ရောက်တဲ့ချိန်မှာလည်းကျွန်တော်တို့ဒီဗီဒီယိုတွေကျွန်တော်တို့IT နည်းပညာတွေပေါ့နော်ဒါ internet တွေကလည်းဖွံ့ဖြိုးလာတဲ့အချိန်မှာတော့ကျွန်တော်တို့အများကြီးပြန်လေ့လာဖြစ်ပါတယ်ဒါတကယ်ကိုခါတီးခဲ့တဲ့ဖြစ်ရက်တွေဆိုတာကိုကျွန်တော်တို့ကောင်းကောင်းကျွန်တော်တို့လူလားမြောက်လာတဲ့အရွယ်မှာကျွန်တော်တို့ကောင်းကောင်းသိခဲ့ပါတယ်ကျွန်တော်2009ရွှေဝါရောင်မှာတော့ကျွန်တော်ကအဲ့တုန်းကကျွန်တော်စေးเจ้าမှာစရုပ်ဓာတ်နဲ့အပိုင်းကအကြောင်းသားပေါ့နော်ဆိုတော့အဲ့ချိန်မှာတော့ကျွန်တော်တို့ကတက်ကြွတာနဲ့ဒီ activity အများကြီးမှာတော့ကျွန်တော်မပါဝင်ခဲ့ဘူးကျွန်တော်အကြောင်းစာတစ်ဖက်နဲ့လည်းဖြစ်နေရလဲပါတယ်ပြီးတော့နောက်တစ်ခုကဒီကိစ္စမှာတန်ကားတွေကဥဆောင်တာဖြစ်တယ်ပြီးတော့နောက်အချိန်လေးကာလအဖြစ်ရလဲတူတဲ့အခါမှာတော့ကျွန်တော်ထဲထဲဝင်တော့မလှုပ်ရှားပြပါဘူးဒါပေမဲ့ကျွန်တော်တို့တောင်ကလာမှာတော့ဒါငွေကြရန်ဘုန်းကြီးကျောင်းဆိုတာလည်းအဲ့တုန်းကဒါတကယ်ကိုနာမည်ကြီးဘုန်းကြီးကျောင်းတစ်ခုဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တို့အဲ့ဒီရက်ကွက်အနီးနားမြို့နယ်အနီးနား activity တွေမှာတော့ကျွန်တော်တို့ပူးပေါင်းပါဝင်ဖြစ်ပါတယ်မျက်စိရှိမှလည်းပဲပြစ်ခတ်ပြီးတော့ဒီစစ်အာဏာရှင်တွေပြစ်ခတ်လို့ကြာဆုံးသွားတဲ့အရက်သားတွေပေါ့နော်ကျွန်တော်တို့ရဲ့တငယ်ချင်းမိတ်ဆွေတွေ5-6ယောက်ကိုလည်းကျွန်တော်တို့မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်ဒီအချိန်လေးကလည်းကျွန်တော်တို့ရဲ့နောက်တစ်ချိန်တကယ်ခါတီးခဲ့တဲ့စစ်ဆိုရစစ်အာဏာရှင်ကိုကျွန်တော်တို့တကယ်နာကျင်မုန်းတီးခဲ့ရတဲ့နေ့ရက်တွေဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ပြီးတော့နောက်အခြားဆရာဝန်အနေနဲ့ကတော့ကျွန်တော်တကယ်ဘဝတွေများစွာအသက်ပေါင်းများစွာနှုတ်ယူသွားခဲ့တဲ့ Nagis မှာကျွန်တော်တို့တက်ကြွစွာကျွန်တော်တို့ပါဝင်ခဲ့ပါတယ်အဲ့ဒီတုန်းကကျွန်တော်တို့ဒီမော်လမြိုင်ကျွန်းပေါ့မော်ကျွန်းကနေပြီးတော့ကျွန်တော်တို့ဟိုးဘက်ဒီအထောင်ရွာတို့ဘာလို့ဒီကျွန်တော်တို့တွားပြီးတော့ကျွန်တော်တို့မိမလှကျွန်းသားအထိတောင်ကျွန်တော်တို့ရောက်ခဲ့ပါတယ်အဲ့မှာလည်းကျွန်တော်တို့တကယ်ကိုစိတ်နှလုံးခြေကွဲပွဲရာနေ့ရက်တွေပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့မှာအလူတန်းတွေကျွန်တော်တို့စန်စီစားပေါ့နော်ပြီးတော့တက်နိုင်တဲ့လောက်အလူငွေတွေလည်းကျွန်တော်တို့အဲ့ဒီချိန်မှာကျွန်တော်တို့ activist တယောက်အနေနဲ့ကျွန်တော်တို့ volunteer ဆေးကူတာတွေပါအပါဝင်ပေါ့နော်အဲ့တုန်းကတော့ကျွန်တော်တို့ကကြောင်းမပြီးသေးတဲ့ခါမှာတော့ကျွန်တော်တို့ကတကယ် experience ရှိတဲ့ဆရာဝန်ကြီးတွေကိုကျွန်တော်တို့က assist လုပ်တဲ့အနေနဲ့လိုက်ပါသွားခဲ့ပါတယ်အဲ့တုန်းကဆိုရင်ကျွန်တော်တို့လည်းဒါအဲ့တုန်းကရက်တွေကလည်းဘယ်လောက်ခါတီးလဲဆိုရင်ကျွန်တော်တို့နောက်ဆုံးရွာသူရွာသားတွေကတကယ်စားစရာဝတ်စရာကိုလုံးဝမရှိတော့တချို့ဆိုရွာလုံးကျွတ်ပျောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့သွားတာကဒီNagis ဖြစ်ပြီးတော့ကျွန်တော်တို့4-5ရက်လောက်တစ်ပတ်လောက်မှကျွန်တော်တို့သွားတာပါနော်အဲ့မှာတော့မှအလောင်းတွေကရေထဲမှာမျောနေတော့မှာပဲအဲ့တော့ကျွန်တော်တို့နောက်ဆုံးပါလာတဲ့ကိုစားစရာကိုရဲ့တက်ဖယ်ထားတဲ့တီးတန့်ဖယ်ထားတဲ့စားစရာတွေကျွန်တော်တို့အဝတ်စားရတော့နောက်ဆုံးကျွန်တော်တို့ရဲ့အင်ကြီးနှစ်ထပ်ဝတ်ထားလို့ဆိုအပေါ်အင်ကြီးပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ချွတ်ပြီးတော့လူခဲ့ရတဲ့အထီပါပဲเนาะပြီးတော့နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်အခုဒီ United States ကို New York ကိုကျွန်တော်2015နှစ်ကုန်ပိုင်းမှာရောက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကျွန်တော်အထွက်လာခင်မှာလဲကျွန်တော်တို့မြန်မာနိုင်ငံမှာအကြီးအကျယ်ဖြစ်သွားတဲ့ကလေးရေဘေးပေါ့နော်ကလေးရေကတော့ကလေးမြို့နယ်ကတော့အဆိုးဆုံးဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ချိန်မှာလဲကျွန်တော်ဆရာဝန်တော့ဖြစ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်အဲ့ချိန်မှာလဲကျွန်တော်တစ်ခေါက်တကယ်ကြီးကြီးမားမားပေါ့ကျွန်တော်ဘဝရဲ့အမှတ်ရနေမယ်အမြဲတမ်းတစ်သက်လုံးလဲအမှတ်ရနေမယ်အလူအနေနဲ့ကျွန်တော်ဗမာဒီရန်ကုန်မြို့မှာကျွန်တော်
ကိုယ်တိုင်ကိုကြကားနဲ့ကျွန်တော်အလှငွေလိုက်ကောက်ခံတယ်ကျွန်တော်အလှငွေ160ကျော်ရတယ်ကျွန်တော်အားလုံးကိုကျွန်တော်ဒီ people development team ဆိုတဲ့ကျွန်တော်တို့ဒီ non profit organization တခုနဲ့ပေါ့နော်ကျွန်တော်တို့အတူပူးပေါင်းပြီးတော့ကျွန်တော်အခြားဆရာဝန်တကယ်ချင်းတယောက်နဲ့ကျွန်တော်တို့ရေဘေးမှာကျွန်တော်တို့တကယ်ခက်ခဲသွားပြီးတော့ကျွန်တော်တို့ကယ်ဆယ်ရေးဈေးကူတာရောပတ်စံတွေလှူတာရောလုပ်ခဲ့ပါတယ်အဲ့တုန်းကဆိုဘယ်လောက်ထိခက်ခဲလဲဆိုရင်ကျွန်တော်တို့ကကလေးမျိုးကိုရောက်ဖို့တောင်မှကျွန်တော်တို့မန္တလေးနဲ့မုံရွာမှာကျွန်တော်တို့တွေတောင်းတင်နေပါတယ်အဲ့တုန်းကကျွန်တော်တို့နောက်ဆုံးဒီစမ်းတဲ့ရိတ်ခါပို့တဲ့လေရင်တွေနဲ့ကျွန်တော်တို့ကုန်ပစ္စည်းတွေကြားထဲမှာကြက်တဲ့လိုက်သွားပြီးတော့ကျွန်တော်တို့ဟိုမှာလဲကျွန်တော်တို့ပြန်ဖို့အတွက်လေရင်တောင်မှမရှိတော့အောင်ရှားနေတဲ့အချိန်မှာကျွန်တော်တို့အဲ့မှာတော်တော်ခက်ခဲကျွန်တော်တို့လောက်ခဲ့ကင်ခဲ့ရပါတယ်ကဲဆယ်ရေးတွေကိုလေဆိုတော့အဲ့တချို့ဆိုလို့ရှိရင်ရွာကနှုံးမြေဖုံးသွားတဲ့အတွက်ရွာရဲ့သူ့ရဲ့ဒီ road map ပါပျောက်သွားတဲ့အနေအထားမျိုးတွေရွာတွေလည်းရှိပါတယ်တချို့ဆိုလို့ရှိရင်တချို့အိမ်တွေဆိုလို့ရှိရင်ကျွန်တော်တို့တွေအဲ့တုန်းကဆိုလို့ရှိရင်ကျွန်တော်ကကြည့်လိုက်တယ်ဟာဒီအိမ်ကတော့တိတ်မမြုပ်ဘူးပေါ့ခေါင်မိုးလေးကြံသေးတယ်ဆိုပြီးကျွန်တော်ကရွာသားတွေကိုမေးလိုက်တယ်ရွာသားတွေကကျွန်တော်ပြောတယ်ဟိုအဲ့ဒါနှစ်ထပ်အိမ်နဲ့နှစ်ထပ်အိမ်ကိုခေါင်မိုးပဲကြံလို့လောက်အောင်အဲ့လောက်ထိနှုံးနေရဖုံးသွားဆိုအဲ့တုန်းကလည်းတကယ်ဘဝမှာအမှတ်တရပါပဲကျွန်တော်နဲ့သွားတဲ့တငယ်ချင်းဆိုလို့ရှိရင်သူအသေးကင်ဆာနဲ့သူဆုံးတော့ရပါတယ်ဒီအသက်30ကျော်လေးနဲ့ပေါ့နော်ဆိုတော့ဒါတွေကလည်းကျွန်တော်ဘဝရဲ့အမှတ်ရနေပါဆိုတော့ဒါတွေကဟိုကျွန်တော်ဘဝမှာအမှတ်မဲ့ရလှုပ်ရှားခဲ့ဘူးတဲ့ဒါ activities တွေပါเนาะအခုဒီမှာကလည်းကျွန်တော်ကဒီအရေးတော်မှာလည်းကျွန်တော်တရက်နေ့စပြီးတော့အာနာသိန်းနေဆိုတွေကအချိန်ခါရလည်းမဟုတ်ဘူးအကျိုးအကြောင်းမရှိလျော်ဘူးအကြောင်းပြချက်ရလည်းမရှိလျော်ဘူးအဲ့တော့သူတို့ကမဲလိန်တယ်လို့ပြောတာကလည်းခိုင်လုံတဲ့အကြောင်းပြချက်လည်းမဟုတ်ဘူးမဲလိန်တယ်လို့သူတို့ဆွဆွဲချက်ကဟိုမိုးလုံးပြေမှုတာဝါဒီဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတရက်နေ့တည်းကတည်တဲ့အတွက်ကျွန်တော်တို့တကယ်ကိုနာနာကြီးကြီးနဲ့ကိုကျွန်တော်တို့ကဲဒီအရေးတော်ပုံ revolution မှာတော့ကျွန်တော်တို့အားလုံးတက်ကြွနဲ့ကျွန်တော်တို့ရဲ့ Federal Democracy ကိုရည်တည်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်ပူးပေါင်းပါဝင်ပါတယ်ကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူးကျွန်တော် activist ပါเนาะဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ပေါ့နော်အခုအနေနဲ့ဒီလိုမျိုးဟိုမိဘတွေအတင်းချက်ခိုင်းတာလည်းမဟုတ်ဘူးဟိုမြန်မာနိုင်ငံမှာနေတုန်းကလည်းနေတဲ့အလျောက်လှုပ်ဆောင်ခဲ့တယ်ပရာဟိတတွေလှုပ်ဆောင်ခဲ့တယ်ပေါ့နော် volunteer တွေအခုဒီအမေရိကရောက်တဲ့ချိန်မှာလည်းဘယ်သူမှအတင်းချက်ခိုင်းတာမဟုတ်ဘဲနဲ့အဲ့လိုမျိုးတွေလှုပ်ဆောင်လာတဲ့ခါမှာအဲ့ဆိုလို့ရှိရင်အကိုရဲ့ဘဝမှာဘယ်သူကိုအားကြဟိုအတူယူပြီးတော့ဘာကြောင့်ဒီလိုမျိုးတွေမှာမိမိအသိစိတ်ဓာတ်နဲ့ပါဝင်ဖြစ်ခဲ့တာလဲအဲ့ဒီစိတ်ဓာတ်ကိုဖြစ်စေတဲ့အကြောင်းရင်းကဘာများဖြစ်မလဲရှင်ဟုတ်ကဲ့အကြောင်းရင်းကကျွန်တော်ရဲ့ idol person ပြောမယ်ဆိုလို့ရှိရင်တော့အားလုံးနဲ့လည်းတော်တော်များများလည်းဒါဆန်ထားတယ်လို့ပြောရင်တော့ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ဗိုလ်ချုပ်အောင်ဆန်းပါပဲဗိုလ်ချုပ်အောင်ဆန်းကတော့ကျွန်တော်ရဲ့အလေးစားဆုံးနဲ့ကျွန်တော်ဘဝမှာအခုချိန်ကြီးအမြဲတမ်းအမှတ်ရနေတဲ့ပုံကိုယ်တူဖြစ်ပါတယ်အသက်တူပါသူကျွန်တော်တို့နှစ်ပေါင်းဘလောက်ပဲကြာရာပဲကြာပေါ့နော်ကျွန်တော်တို့နှစ်100ပဲဖြစ်ဖြစ်200ပဲဖြစ်ဖြစ်ပေါ့နော်ဒီပုံကိုယ်မျိုးဟာကျွန်တော်တို့ကနှစ်1000မှာ1ယောက်နှစ်1000မှာ1ယောက်နော်ဒါမျိုးဘယ်တော့မှပေါ်ထွန်းလာနိုင်တဲ့လူမျိုးမဟုတ်ပါဘူးเนาะဒါကတော့ကျွန်တော်ရဲ့ idol person ပါဒါကတော့ဒါကျွန်တော်ရဲ့ဒါအခြားကျွန်တော်ရဲ့ personal life တော့ပါเนาะပရာဟိတအတွက်ဆိုလို့ရှိရင်တော့ပရာဟိတကတော့ကျွန်တော်အရင်တည်းကကျွန်တော်စာအုပ်တွေဆိုလို့ရှိရင်လည်းကျွန်တော် Mother Teresa ကိုကျွန်တော်လေးစားပါတယ်သူ့ရဲ့ activities တွေเนาะသူ့တော့ကျွန်တော်တော်တော်အားကြပါတယ်သူ့လိုမျိုးလိုက်လို့ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးအဲ့ဒီအတွက်ကျွန်တော်ကတော့စဉ်းစားတာတော့ရိုးရိုးရှင်းရှင်းလေးပါဘယ်ဘာသာတရားမဆို Christian ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ကကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတဲ့ဟာကတော့အားလုံးရဲ့ဒါကျွန်တော်တို့ရဲ့ fundamental things ပါပဲเนาะဒါအခြေခံအုတ်မြစ်ပဲအခြေခံအုတ်မြစ်ဖြစ်တဲ့အတွက်ကျွန်တော်လည်းချမ်းသာလို့လည်းမဟုတ်ပါဘူးเนาะလက်ရှိကျွန်တော်ဒီလိုမျိုးတွေကျွန်တော် live လုပ်တယ်ဆိုတာလည်းကျွန်တော်မိသားစုမျိုးရိုးကလည်းဟာလာပိုချုပ်ကြီးတွေတကယ်နိုင်ငံအထင်ကြီးခရိုနီတွေမဟုတ်ပါဘူးကျွန်တော်တို့ကဒါတကယ်လက်လုပ်လက်စားကျွန်တော်ဖေဆိုရင်တင်မောတာပေါ့เนาะအရင်တော့ကတော့အခုလောလောဆယ်ကျွန်တော်တို့ဒီမှာအဖေကတော့2018မှာဆုံးသွားပါတယ်ကျွန်တော်တို့မျိုးမိသားစုရှိတယ်ပေါ့เนาะဆိုတော့အဲ့တော့ကျွန်တော်တို့ကအခုချိန်မှာဒီဘက်ကိုရောက်နေတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့လည်းအေးစစ်စစ်လေးညီလိုက်ထိုင်လိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒါကိုချင်းစာတရားပါပဲเนาะအဲ့တော့ဘယ်နေရာပဲရောက်နေကိုချင်းစာတရားရှိရမယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုကျွန်တော်ကတော့ဒါကကျွန်တော်ရဲ့ရေဘူးရခံယူချက်ပါပဲเนาะကျွန်တော်ရဲ့ fundamental things ပါကျွန်တော်ရဲ့အခြေခံအုတ်မြစ်ပါအဲ့ဒီအတွက်ကျွန်တော်တို့ကလူသားချင်းကိုချင်းစာနာတွေရှိတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံခြားမှာမဟုတ်ဘူးဘယ်ဂျိုကဘာပဲရောက်နေပြီဖြစ်စေเนาะအားလုံးနဲ့တသားနဲ့ရက်တည်ရမယ်ဆိုတာကျွန်တော်တို့ဒါကျွန်တော်တို့ဒီလိုခံယူတင်တယ်ဆိုတာဟိုနှလုံးသားရှိတဲ့လူမေတ္တာတရားရှိတဲ့လူတိုင်းနားလည်ပါတယ်အဲ့တော့ကျွန်တော်ဆရာဝန်တယောက်ဖြစ်တဲ့အခါမှာလည်းကျွန်တော်ဆိုလဲအခုဒီမှာဟိုကိုတို့ဒီ
နိုင်ငံခြားထွက်တယ်ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးเนาะကျွန်တော်တို့ကဒီမှာ daily life ကကျွန်တော်တို့ကအမြဲတမ်းstressful ဖြစ်ပါတယ်เนาะဒါပေမဲ့ကျွန်တော်တို့ကခုနလိုတွားရတာလာရတာလေးတွေကတော့တက်တာလေပေါ့ဗျာတော့မြေရောက်ရထားလေးတွေပါနေဒါပေမဲ့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့နေစိတ်စားစိတ်တွေကြီးပါတယ်เนาะကျွန်တော်တို့ရဲ့ဒါ living expense တွေအရင်ကြီးတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုတွားပြီးတော့ကျွန်တော်တို့တွားတွက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရေးတော်ပုံမှာဒီအရေးတော်ပုံနောက်ဆုံးအောင်ပွဲရပါတယ်ဆိုဗျာတွေးကြည့်လိုက်ကျွန်တော်ပြောတာဒီ activity မှာကိုကမပါဝင်လိုက်ရလေချင်းเนาะမြန်မာပြည်သူပြည်သားတွေကိုဘယ်တိုင်းရင်းသားမဆိုကျွန်တော်တို့ကစာနာစိမ့်နဲ့မပါဝင်လိုက်ရဘူးဆိုတဲ့ဥစ္စာတစ်သက်လုံးနောင်နာရနေမှာအဲ့လူတွေကခုချိန်မှာသူတို့ကသူအေးအေးဆေးဆေးလေးပဲအိမ်ထဲမှာနေပေမဲ့ဒီလူတွေသူတို့ရဲ့စိတ်ထဲကိုကျွန်တော်တို့တွေးကြည့်ပါသူတို့တွေတစ်သက်လုံးနောင်နာနဲ့သွားမှာကျွန်တော်အဲ့လိုမသွားခြင်းပါဘူးအဲ့အတွက်ကျွန်တော်တတ်နိုင်တဲ့ဟာလုပ်မယ်ကျွန်တော်ကူညီနိုင်တဲ့ဟာကူညီမယ်ကျွန်တော်လှူဒန်းနိုင်တဲ့ဥစ္စာလှူဒန်းမယ်ဒါကျွန်တော်ခံယူချက်ပါဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်ပါဝင်ဖြစ်ပါတယ်ဘယ်သူမှတိုက်တွန်းစရာမလိုပါဘူးဒါတွေကဟုတ်ကဲ့ဟုတ်ကဲ့အရန်ပဲအတူယူစရာကောင်းတဲ့တန်ဖိုးရှိတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်ဒီအစီအစဉ်အားပေးကြည့်ရှုနေတဲ့သူများအနေနဲ့လည်းလူငယ်တွေအနေနဲ့လည်းမိမိရဲ့အားလက်တဲ့အချိန်မှာအချိန်ကိုဖြုံးတာမျိုးမဟုတ်ဘဲနဲ့ဒီချိန်မှာတော့အားလုံးကဟိုအပူသောကာမီးတွေဝင်နေကြတယ်ပေါ့နော်ဒါပေမဲ့ဒီ interview ရဲ့နောက်ထပ်အကျိုးအနေနဲ့ကျမတို့အနေနဲ့အားတဲ့အချိန်မှာဟိုစာပေလေ့လာမယ်လူတွေရဲ့ဘဝကိုတကယ်ကိုချင်းစာတရားနဲ့ရှင်ကြည့်တယ်ဆိုလို့ရှိရင်ဘယ်ဘာသာမဆိုတကယ်ပဲဟိုလူပီသားတဲ့စိတ်ကိုကျမတို့ကရရှိမှာဖြစ်တယ်ဆိုတဲ့ຢာပေါ့နော်အားပေးကြည့်ရှုနေကြမဲ့လူငယ်တွေလည်းကျမအနေနဲ့ထပ်မံပြီးနှိုးဆော်တိုက်တွန်းချင်ပါတယ်အခုဆက်လက်ပြီးတော့ပေါ့နော်မိခွန်းတွေကိုဆက်ပြီးသွားမယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်အကိုတို့အနေနဲ့ဒီဟိုဘယ်အကိုတို့နဲ့ပတ်သက်တဲ့နေရာဒေသတွေမှာပေါ့နော်ဘယ်နှကြိမ်လောက်ဆန္ဒဖော်ထုတ်ပြီးပြီလဲဘယ်နှနေရာလောက်ရှိပြီလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့နယူးယောက်မှာကတော့လေနယူးယောက်မှာကကျွန်တော်တို့ကနယူးယောက်မှာကျွန်တော်တို့လူငယ်တွေပေါ့နော်ကျွန်တော်တို့လူငယ်ဆိုပေမဲ့ကျွန်တော်တို့လူလက်ပိုင်းတော့ရောက်ပြီပေါ့ကျွန်တော်တို့က generation Y ထဲမှာပေါ့နော်ကျွန်တော်တို့ generation Y ထဲမှာပါကျွန်တော်တို့30ကျော်ပါပြီအဲ့တုန်းကကျွန်တော်တို့အာနာသိမ့်လိုက်တဲ့အချိန် February 1ရက်နေ့ပါကျွန်တော်မှတ်မဲ့ရအဲ့တုန်းကလည်းကျွန်တော်တို့ကနှင်းမုန်တိုင်းတွေရှိပါတယ်နော်နှင်းမုန်တိုင်းအရန်အသေးအတန်နယူးယောက်မှာကြာနေတဲ့အချိန်ရာသီဥတုကလည်းအရန်အေးပါတယ်ကျွန်တော်အဲ့တုန်းကကျွန်တော်မှအလုပ်လေးတွေကလည်းမပြီးပြတ်သေးတာရှိမှာကျွန်တော်ပထမဦးဆုံးဒီနှင်းမုန်တိုင်းမှာစပြီးတော့ပေါ့နော်ကိုနေလင်းထုံးတို့ဦးဆောင်ပြီးတော့လူအယောက်10ယောက်15ယောက်လေးပဲရှိတဲ့အချိန်မှာတော့ကျွန်တော်ပထမ2ပွဲလေးပဲကျွန်တော်လွတ်ပါတယ်နောက်ပိုင်းပွဲတွေမှာတော့ကျွန်တော်အခုတက်နိုင်တယ်လို့အကုန်ပါဝင်ပါတယ်ဝါရှင်တန် DC မှာအခုကျွန်တော်ဆန္ဒထုတ်ဖော်တာအတွက်ကျွန်တော်တို့လာရောက် join တာကျွန်တော်ညအိပ်ပြီးကိုလာပြီးတော့ join တာပါကျွန်တော်တို့ကားမောင်းလာတယ်ကျွန်တော်တို့ model တစ်ခုမှအိပ်တယ်ကျွန်တော်တို့ပြင်ဆင်ကြရှိတဲ့ vine line တွေပြင်ဆင်တယ်ကျွန်တော်တို့ဆောင်ပုဒ်တွေကျွန်တော်တို့slogan တွေ models တွေကျွန်တော်တို့အားလုံးကိုကျွန်တော်တို့တိုင်ပင်ကြတယ်အဲကျွန်တော်တို့ညအိပ်ပြီးတော့ကျွန်တော်တို့ join တာ New Washington DC မှာနှစ်ခေါက်ရှိပါပြီအခု New York နဲ့ပေါင်းမယ်ဆိုရင်တော့ကျွန်တော်အနည်းဆုံးကျွန်တော်10ကြိမ်လောက်ရှိပါပြီဟုတ်ကဲ့အားလုံးပါဟုတ်ကဲ့ဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့ပြည်တွင်းဒီ America အတွင်းမှာနေထိုင်တဲ့သူတွေအနေနဲ့လည်းအခုဆိုလို့ရှိရင်ဒီကအခုကျမတို့မေးတဲ့ဒေါက်တာဇော်လင်းအောင်တို့ဆိုလို့ရှိရင်ပေါ့နော်ဟိုတကယ်ပဲဟိုညအိမ်ညနေနဲ့သွားရတယ်ကိုယ်စီကိုထမ်းပြီးသွားရတယ်ဆိုတော့မိမိရဲ့ပတ်ဝန်းကျင်မိမိနေတဲ့ state အနီးလေးမှာရှိတယ်ဆိုလို့ရှိရင်ပါဝင် join ဖို့အတွက်နောက်ထပ်ကျမအနေနဲ့ဟိုတွန်းအားပေးခြင်းနဲ့တိုက်တွန်းပေးခြင်းနဲ့ဘာလို့လဲဆိုလို့ရှိရင်သူများတွေကတော့မှကိုယ်နိုင်ငံကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပေါ့နော်တကူးတကပါဝင်လှုပ်ဆောင်တယ်မိမိရဲ့ကုန်ကြစည်နဲ့ကိုမိမိလှုပ်ဆောင်တဲ့အချိန်မှာမိမိအနေနဲ့ကိုယ့်ရဲ့နေထိုင်ရာပတ်ဝန်းကျင်ဒေသအနီးမှာရှိရတဲ့နဲ့မပါဝင်ဖြစ်ဘူးဆိုလို့ရှိရင်တော့ကျမတို့ကဟိုလူပီသားဖို့လူသေးရဲ့လူလို့ပဲဟိုမှတ်ချက်ပြုရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ပေါ့နော်အခုအဲ့လိုမျိုးတွေအကိုတို့အနေနဲ့ဒီညအိမ်ညတာတွေတွားတယ်ပွဲတွေစီစဉ်ရတဲ့ခါမှာဟိုကြုံတွေ့ရတဲ့အခက်ခဲတွေရောဘာတွေရှိခဲ့လဲရှင်ဟုတ်ကဲ့အခက်ခဲရကြတော့လေကျွန်တော်တို့ကတစ်ခါကြောက်လို့ရှိရင်ကျွန်တော်တို့ကအသေးစိတ်အတွက်အချိန်မရတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ Washington DC မှာကျွန်တော်တို့2ကြိမ် join တာဆိုပထမတစ်ကြိမ်ဆိုလို့ရှိရင်ကျွန်တော်တို့က meeting ကျွန်တော်တို့ preparation လို့ခေါ်မှာပေါ့နော်ကျွန်တော်တို့အဲ့ဒါမျိုးလေးမလုပ်ဖြစ်လိုက်တဲ့အခါမှာနောက်တစ်နေ့မှာကျွန်တော်တို့ကမိုက်ကအတန်တိတ်မထွက်တာမျိုးလို့ပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ statement စာရွက်မှားနေတာလို့ပေါ့နော်ကျွန်တော်တို့ပေးရမယ့်တန်ရုံမှားတာမျိုးလေးတွေတော့နည်းအခက်အခဲအသေးဖွဲလေးတွေတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့က teamwork နဲ့အားလုံးတစုတစည်းတဲ့အားလုံးကကျွန်တော်တို့ကိုမင်းကိုနိုင်ပြောသလိုပဲเนาะကျွန်တော်တို့တွဲတိုင်းမှာကျွန်တော်တို့ကအားလုံးကစက်ကောင်းပါတယ်ဆိုတော့ခံယူချက်လေးနဲ့တွားတဲ့အခါမှာသဘောထားကြီးကြီးမားမားကွဲလွဲတာတွေအခက်အခဲကြီးကြီးမားမားတွေမရှိပါဘူးအမှတော့မရှိပါဘူးကျွန်တော်တို့လည်းဒါအသေးဖွဲလေးတွေကတော့ကျွန်တော်တို့အချင်းချင်းလဲနားလည်ပေးလို့ရတဲ့ကိစ္စမျိုးလေးဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့တော်တော်များများပွဲတိုင်းနေပါကျွန်တော်တို့
ဒီမှန်တဲ့ target ကိုရောက်ပါတယ်အောင်မြင်တယ်လို့ပြောရမှာပေါ့เนาะကျွန်တော် Washington DC မှာဆိုရင်ကျွန်တော်တို့အားရဆုံးက Washington DC ပွဲတွေမှာကျွန်တော်တို့ဒါကြောင့်မို့လဲကျွန်တော်တို့က sharing လုပ်ချင်တယ်ကျွန်တော်တို့ရဲ့ knowledge တွေကျွန်တော်တို့ရလာတဲ့ knowledge တွေ Washington DC မှာဆိုရင်ရဲတွေကကျွန်တော်တို့ရဲကားတွေရှေ့တစ်စီးနောက်တစ်စီးကိုကျွန်တော်တို့ main လမ်းမကြီးကိုပိတ်ပြီးတော့ကျွန်တော်တို့ဒီ tunnel တွေဖြတ်ပြီးတော့ကျွန်တော်တို့တကယ် main လမ်းမကြီးတွေကနေကျွန်တော်တို့ march လုပ်ပြီးတော့ကျွန်တော်တို့ slogans တွေကိုကြွေးကြော်ပြီးတော့ကျွန်တော်တို့လမ်းလျှောက်တာပါလမ်းလျှောက်တာမှာလဲကျွန်တော်တို့ကအနည်းဆုံး1နာရီ2နာရီခရီးတွေပါကျွန်တော်တို့တစ်ခုနဲ့တစ်ခုเนาะကျွန်တော်တို့တနေရာနဲ့တနေရာပေါ့ကျွန်တော်တို့တန်ရုံးကနေပြီးတော့ National Monument ကိုရှောက်တာတော့ပြီးတော့နောက် White House ကိုဆိုတော့အဲ့အမျိုးတွေက1နာရီ2နာရီခရီးတွေပါအဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ရဲ့ safety အတွက်ဒီရဲတွေကအရှိအနောက်ကားနဲ့လိုက်ပြီးကြီးကြပ်ပေးပြီးတော့ကျွန်တော်တို့တွားမဲ့လမ်းကြောင်းအသေးစိတ်တိုင်ပင်ပြီးတော့လိုအပ်လို့ဆိုလို့ရှိရင်သူတို့ရဲ့ရဲချုပ်ကိုထပ်ပြီးတော့ကျွန်တော်တို့ပါမစ်တွေတောင်းပေးပါတယ်ကျွန်တော်လိုချင်တာကျွန်တော်တို့မမပြည်သူပြည်သားတွေကိုရစေချင်တာဒီလိုလူအခွင့်အရေးမျိုးပါအဲ့အတွက်ကျွန်တော်တို့ကရင်ထဲမှာလည်းခံစားရပါတယ်မတရားကျွန်တော်တို့ကလမ်းတစ်လျှောက်မှာ slogan စီអော်နေတဲ့အချိန်မှာငါတို့ဒီလိုရနေတဲ့ human rights ကိုငါတို့လူသားတွေငါတို့မြန်မာပြည်သားတွေကိုလည်းရစေခြင်းနဲ့စိတ်ဆိုတာကျွန်တော်တို့အဲ့တော့ activity တိုင်းလှုပ်ရှားရင်ပါဝင်ရင်နဲ့ကျွန်တော်တို့ကပို့ပြီးတော့ကျွန်တော်တို့ရဲ့ mood တွေကျွန်တော်တို့ရဲ့ emotions တွေကျွန်တော်တို့ကပို့ပြီးတော့မြင့်တက်လာပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီအရေးတော်ပုံကိုကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဟာထိုက်တန်တဲ့ freedom of speech ဟုတ်လား freedom of living everything ပေါ့ဒါသူမှာ freedom မှာဘောင်းဆောင်ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တကယ်လိုအပ်တဲ့ living standard နဲ့ human rights ကိုရလိုက်တဲ့အချိန်ရောက်ပြီဆိုတာကိုကျွန်တော်တို့ကခံယူတဲ့အတွက်ကျွန်တော်တို့အစွမ်းကုန်လှုပ်ရှားနေတာပါအဲ့တော့ဒီလူတွေကိုလည်းကျွန်တော်တို့ဒါတွေကိုဒီစစ်အာဏာရှင်တွေကိုလည်းသိစေချင်ပါတယ်ဒါတွေကိုလေဟုတ်ကဲ့ဟုတ်ကဲ့အင်မတန်မှအားရစရာကောင်းတဲ့အစင်းလုံးချောကြီးမဟုတ်ပေမဲ့အချင်းချင်းနားလည်မှုနဲ့ဖေးမတဲ့ခါမှာအင်မတန်မှလှပတဲ့ပွဲထွက်လေးတွေကိုတွေ့ရတယ်အခက်ခဲမရှိတာမဟုတ်ဘဲနဲ့အခက်ခဲကြားထဲမှာအောင်မြင်ခြင်းတွေကပို့ပြီးတော့အရသာချိုမိန်တာဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ်ကျမတို့အနေနဲ့လည်းကြည့်ရတယ်လူမှုကွန်ရက်မှာတက်လာတဲ့ Facebook တွေပေါ်မှာတက်လာတဲ့ဓာတ်ပုံတွေအဲ့ဒီတန်အမတ်ကြီးဦးကျော်မိုးထွန်းကိုနင်းခဲတွေကြားထဲမှာတွားကြိုတဲ့ဟာတွေပြီးတော့နင်းတွေကြားထဲမှာနင်းတွေအများကြီးကြားတဲ့ကြားထဲမှာဆိုင်ဘုတ်ကင်ပြီးတော့စန္ဒတွေတွားပေါ်ထုတ်နေတဲ့ဟာမြင်တဲ့ခါမှာဟုတ်ကဲ့ဒီနိုင်ငံသားအချင်းချင်းပင်လေမျက်ရည်ကျလောက်အောင်ဝမ်းသာပီတိလည်းဖြစ်တယ်သူတို့ကငါတို့ချစ်တယ်ဆိုတာကနည်းနည်းလေးနည်းနေသေးပါလားသူတို့ကပိုပြီးချစ်ပါလားဆိုပြီးတော့လည်းလေးစားအတူယူအားကြမိရပါတယ်ကိုရေဟုတ်ကဲ့ဒီလိုလေးကျွန်တော်တို့ကဒီနားလေးမှာကျွန်တော်တခုဖြတ်ပြီးတော့ဗောနော်ကျွန်တော်ဘက်ကပြောစရာလေးပေါ်လာတာဘာလဲဆိုတော့ဒီတန်မကြီးဦးကျော်မိုးထွန်းဆိုတာကျွန်တော်တို့တွေပင်ပန်းခံနေတယ်ကျွန်တော်တို့တွေစွန့်နေဆိုတာဘာမှမဟုတ်ပါဘူးသူတို့လူမျိုးနဲ့ရှင်းလိုက်တယ်ဆိုရင်ဘာဖြစ်လို့လဲဆိုတော့ तू ကတန်အမတ်ကြီးတယောက်ဖြစ်တယ်เนาะသူ့မှာဘယ်လောက် risk ယူထားရလဲဆိုတော့ तू ဒီ UN မှာ तू ပြောသွားတဲ့သူ့ရဲ့ statement သူ့ရဲ့ speech နဲ့နောက်ဆုံးကျွန်တော်တို့ဒါလက်သုံးချောင်းထောင်ပြီးတော့เนาะကျွန်တော်တို့ရဲ့ဒါ Hunger Games ကကျွန်တော်တို့ sign ပါကျွန်တော်တို့เนาะအဲ့လိုမျိုးလေးကို तू ကပြည်သူကို represent လုပ်ပြီးတော့တင်ပြသွားတဲ့တတိမျိုးဆိုတာအတောင်းတန်းလို့မရနိုင်ပါဘူးအဲ့တော့ကျွန်တော်တို့ရဲ့ activities တွေကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကလည်းသူ့လိုလူမျိုးကြောင့်မလို့ကျွန်တော်တို့ကပို့ပြီးတော့ထပ်ပြီးတက်ကြွလာပါတယ်သူကိုယ်တိုင်ဆိုလို့ရှိရင်မတရားဟိုသူ့ရဲ့မိသားစုသူဟာစစ်ဆိုးရနေပြီးတော့သူ့ကိုတကယ်ကိုเนาะအရင်တော့ကသူစစ်ဆိုးရနဲ့တရားဝင်တာဝန်ထမ်းဆောင်ခဲ့တဲ့လူဖြစ်တယ်သူ့မှာ risk ကကျွန်တော်တို့ထက်အဆပေါင်းများစွာရှိနေပါတယ်ဒါကိုသူတေချာ prepare လုပ်ပြီးတော့မှသူအာနာစသိမ်းတဲ့ရဲ့ကျွန်တော်သူ့ရဲ့ interview တွေလည်းကျွန်တော်ကြည့်ပါတယ်ဖေဖော်ဝါရီလ1ရက်နေ့တည်းကသူပြင်ဆင်ထားခဲ့တဲ့ speech ကိုသူဟာရပ်ပေါင်း2ပတ်3ပတ်လောက်ကိုသူကထိမ့်သိမ်းထားပြီးတော့မှ UN မှာမှသူကဒါကိုဖွင့်ချသွားတဲ့အခါမှာကျွန်တော်တို့အတိုင်းထက်အလွန်ဝမ်းသာပါတယ်အဲ့တော့ပြည်သူပြည်သားတွေကလည်းအဲ့ရက်မှာကျွန်တော်တို့အရန်ကိုဗမာပြည်မှာအောင်ပွဲတွေခံရတယ်ကျွန်တော်တို့လည်းတကယ်ပျော်တယ်တိုင်းပြည်ပမှာရောက်နေတဲ့လူတွေအဲ့ရက်မှာပဲဒီစစ်ခွေးတွေစစ်အာဏာရှင်တွေကစပြီးတော့ဝယုံသုံးကားကိုစပြီးတော့ပြစ်တော့ခတ်တော့တာပါပဲဒါကတော့ကျွန်တော်တို့တစုံတစ်ခုလိုချင်ရင်တစုံတစ်ခုဆွန့်လွှတ်ရတယ်ဆိုတော့ဒါတာရကပါပဲအဲ့တော့သူတို့တွေဒါညကျွန်တော်တို့အားကစားပွဲတစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့တွေဒါရှုံးမဲတာပါပဲအဓိကတော့
Okay. The Niani let Damaji Pichimale, Gipi Lame, Dame, Damajigo, Yamapitu, Pita Gosa, or tomorrow certain TV goes out, Damaju, Jesu Tintown, at the Bade Tabi Popiachene, Salabi Obono, who a whole solution, Pidrima, a new muri look shani jare, who the name of the name a muso nebo, generation XYZ, ya Puba Milo Shajare Yapoma, a guni nebalu mu don't mutale, Pio Balu Muri, tap your piece of the pure judge in the election. ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အခုဒါကတော့လက်ရှိမှာအရေးကြီးဆုံးအချိန်ကိုလည်းရောက်နေတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ပြောရင်ဒါ critical period လို့ပဲတောင်းရမှာပေါ့နော်ကျွန်တော်တို့အဖြေတစ်ခုထွက်ဖို့အတွက်ကျွန်တော်တို့ရဲ့အရေးကြီးဆုံးအချိန်ကိုရောက်နေပြီပေါ့နော်ဆိုတော့အဲ့တော့ခုနကအဲ့လိုမျိုးဟိုညီမဒီ interview မစခင်ညီမလည်းစုတောင်းလို့လိုမျိုးလေကျွန်တော်တို့ရဲ့ဆိုင်ရာဖရာသခင်တွေစီမှာကျွန်တော်တို့စုလဲတောင်းရမယ်လုံရက်တင်တယ်လည်းတက်တည်ပြရမယ်အချိန်ဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲတုံးတက်ပါတယ်အဲ့တော့ဗမာပြည်သူပြည်သားတွေကိုပြည်တွင်းရလူတွေကိုကျွန်တော်ကပထမဆုံးအားပေးစကားပြောရမယ်ဆိုရင်တော့အရေးကြီးဆုံးစိတ်ဓာတ်မကြဘူးပါပဲเนาะစိတ်ဓာတ်မကြဘူးပဲစိတ်ဓာတ်ဆိုတာကလူတိုင်းကြဘူးတယ်เนาะကျွန်တော်ကမကြနဲ့လို့ပြောရင်လည်းကြပါပဲဒါပေမဲ့ကျွန်တော်နောက်ထပ်ဖြည့်ဆွက်ခြင်းနဲ့စိတ်ဓာတ်ကြပါခဏပဲကြပြီးသွားရင်စိတ်ဓာတ်တက်စရာတွေကျွန်တော်တို့အခြားဟလာ motivational speech တွေကျွန်တော်တို့အရင်ပြီးသွားတဲ့အောင်မြင်ခဲ့တဲ့နိုင်ငံတကာ revolution တွေဟုတ်လားရုပ်ရှင်တွေရှိမယ် documentary တွေရှိမယ်เนาะအရင်တော့နိုင်ငံအကျဉ်းသားတွေဆိုတာလည်းဘယ်လောက်ထိအဖိနှိပ်ခံပြီးတော့88ကျောင်းသားတွေဘယ်လောက်ထိရုန်းကန်ခဲ့တယ်ဆိုတော့ documentary တွေကိုကြည့်ပါဒါတွေကကျွန်တော်တို့ motivation ရမယ်စိတ်ဓာတ်ကြခဲ့ရင်တော့ခဏပဲကြပါเนาะကျွန်တော်ကိုယ်တိုင်လည်းဒီလိုပဲကျွန်တော်လည်းဘဝမှာစိတ်ဓာတ်ကြခဲ့တဲ့ချိန်အများကြီးပါပဲဒါပေမဲ့ဒီလိုပဲပြန်ပြီးတော့ကျွန်တော်ရုန်းကန်ပါတယ်အဲ့တော့နောက်တစ်ချက်ကဗမာပြည်တွင်းရလူတွေကိုအရေးကြီးဆုံးအချက်ကျွန်တော်ပြောချင်တာကျွန်တော်ဟိုးရင်ထဲကလည်းကျွန်တော်ဒီလိုအခွင့်အရေးရရင်ပြောချင်ခဲ့တယ်ကျွန်တော်ရင်ထဲမှာတိန်းထားတဲ့စကားပေါ့အဲ့တော့လူအများစုပြည်သူတွေဟာကျွန်တော်တို့အသိပညာဘဟုတုတเนาะမဖွင့်ပြိုးတဲ့အခါမှာဘာစကားပြောလဲဆိုတဲ့အခါမှာဘယ်အစိုးရပဲတက်ငါတို့ကကိုယ်ထမင်းကိုကိုရှာစားရတာလူတိုင်းကတနေ့ကိုထမင်းနှစ်နက်ပဲစားရတာဘာပူထူးမှလဲဘယ်အစိုးရပဲတက်မပြစ်ပါနဲ့မခတ်ပါနဲ့မပုံကံပါနဲ့ဒါတွေကကျွန်တော်တို့ဖန်တရားတရားကြားခဲ့တဲ့စကားတွေပါကလေးဘဝတွေကသူတို့ကိုကျွန်တော်တို့ကအခုချိန်မှာကျွန်တော်အထူးသဖြင့်ပြည်ပကိုရောက်နေပြီကျွန်တော်သူတို့ကိုလေကျွန်တော်ကကောင်းကောင်းလေးရှင်းပြနိုင်ပါတယ်ဘာကြောင့်ရှင်းပြနိုင်လဲကျွန်တော်တို့လူတိုင်းကတော့နေ့ကိုထမင်းနှစ်နက်စားတာပဲကိုထမင်းလဲကိုရှာစားရတာပဲဒါပေမဲ့ရှာစားပုံချင်းကွာပါတယ်เนาะကျွန်တော်ပြောချင်တာကျွန်တော်တို့တွေမှာအကြောက်တရားနဲ့ရှာစားနေရတဲ့ထမင်းနဲ့အကြောက်တရားကင်းနဲ့တကယ်ကိုယ့်ရဲ့လုံခြုံမှု safety အပြည့်အဝရှိနေတဲ့နေရာမှာရှာစားရတဲ့ထမင်းကအရသာကွာပါတယ်เนาะကျွန်တော်အဲ့ဒါကိုပြောချင်တယ်ပြီးတော့ကျွန်တော်တို့ living standard เนาะ living standard အဲ့တော့ထမင်းနဲ့စားတာချင်းအတူတူเนาะစားရနေရတဲ့ပုံစံချင်းကွာပါတယ်ဒီစစ်အာဏာရှင်အောက်မှာဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုပုံစံပဲဆက်ဖြစ်နေမလဲဆိုလို့ရှိရင်ဒီထမင်းကိုအကြောက်တရားနဲ့စားနေရမှာโอเคအဲ့တော့နောက်တစ်ခုကပြောချင်တာကအမြဲတမ်းကျွန်တော်တို့ကဟိုဥပမာပေးပြီးပြောရင်ဂျိုးဒန်လမ်းလျှောက်ဘဝတွေပါနည်းနည်းလေးမှအတိမ်ဆောင်မခံပါဘူးကျွန်တော်တို့ freedom of speech လည်းမရှိဘူးဗျာဟုတ်လား freedom ကျွန်တော်တို့ရဲ့ human rights လည်းအပြည့်အဝမရအောင်မရတဲ့အခါမှာဒီစစ်အစိုးရကိုကျွန်တော်တို့ငငယ်တော့မှတ်မိပါတယ်အဖိုးတွေအဖွားတွေဟိုဦးလေးတွေကျွန်တော်လက်ဖက်တိုင်းလိုက်သွားတယ်ဟုတ်လားမကျွန်တော်တို့ဘိုလ်ချုပ်တယောက်ဘိုလ်ကြီးတယောက်ဝင်လာလို့ဆိုလို့ချင်းကျွန်တော်တို့နိုင်ငံရေးအကြောင်းပြောနေတာပဲဖြစ်ဖြစ်အခြားအကြောင်းပြောနေတာပဲဖြစ်ဖြစ်စကားဝိုင်းကိုချက်ချင်းရက်လိုက်ပြီးတော့အားလုံးကုတ်လေးနဲ့ထပြန်ရတဲ့အချိန်တွေရှိခဲ့တယ်ကျွန်တော်တို့ radio တွေဦးလေးတွေအဖိုးတွေဖွားတွေ radio တွေကိုကျွန်တော်တို့အတန်လေးတိုးပြီးတော့နာမှာကတ်ပြီးတော့နားထောင်ခဲ့ရတဲ့ရက်တွေရှိတယ်ဒီရက်တွေကိုပြန်မသွားကြပါနဲ့တော့ကျွန်တော်ပြောတာအဲ့ဒါဟာခုနပြောတဲ့ကိုထမင်းကိုရှာစားရတယ်ထမင်းနှစ်နက်စားနေရတယ်ဆိုပေမဲ့ရှင်တန်ပုံလေးထိုင်ပုံကြီးပြင်းပုံနဲ့ကြွာချတယ်ဆိုတာပြောတာအခုဒီလိုနိုင်ငံမျိုးတွေမှာဆိုကြကျွန်တော်ပြောတာ24နာရီမီးရလာနေတယ်အခုကျွန်တော်တို့24နာရီအင်တာနက်ရတယ်ကျွန်တော်ပြောချင်တာအလုတ်သွားတာချင်းတော့မတူပါဘူးအလုတ်သွားတဲ့အခါမှာမနေ့ကင်းမှာကျွန်တော်တို့ဒါဆက်ပွေးလေးမှာရာသီဥတုပူတဲ့ချိန်မှာ air con ရှိမယ်ရာသီဥတုအေးတဲ့ချိန်မှာ heater ရှိမယ်ဗျာเนาะအဲ့တော့အလုပ်ရောက်တဲ့ခါမှာလည်းလူက fresh ဖြစ်နေတယ်ကျွန်တော်တို့အလုပ်ကပြန်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ယထာပေါ်မှာအိပ်ပြီးတော့ပြန်လာလို့ရတယ်အိမ်ကိုရောက်တဲ့ခါမှာညပိုင်းမှာလုပ်စရာအလုပ်တွေဆက်လုပ်လို့ရတယ်ကျွန်တော်တို့ energy က still available ကျွန်တော်တို့ energy တွေဆက်ရှိနေသေးတယ်အဲ့တော့ကျွန်တော်တို့ဗမာပြည်မှာကြီးပြင်းခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဗမာပြည်မှာကြောင်းတက်ခဲ့တယ်ကျွန်တော်ပြောတာအရင်တော့ဆိုကျွန်တော်တို့ diner ကားကြီးတွေဟုတ်လား BM ကားကြီးတွေတိုးစီးပြီးတော့ကျွန်တော်တို့မာထတာဟုတ်လားဟိုရင်မောင်းတွေကအဆဲအဆိုပေါင်းများစွာနဲ့ကျွန်တော်တို့ daily routine ကိုကျွန်တော်တို့ပြင်မအားလုံးဖြတ်တန်းခဲ့ရတာပါเนาะအဲ့တော့အခုဒီ NLD အုပ်ချုပ်ခဲ့တယ်ဆိုကျွန်တော်ပါတီဆွဲနဲ့တော့ကျွန်တော်ဓာတ်ရိုက်ကြီးမပြောပါကျွန်တော် NLD ကိုဟိုးရင်တော့အပြည့်အဝထောက်ခံပါတယ်ဒါပေမဲ့ NLD ဒီ9နှစ်အတွင်းမှာ NLD ရဲ့အားနည်းချက်ချွင်ချက်တွေရှိတယ်ဆိုတာကျွန်တော်လက်ခံပါတယ်ဒါပေမဲ့တရားမျှတအောင်ပြောကြမယ်စတဲ့ဆိုလို့ရှိရင် NLD ကိုအခွင့်အရေးဒန်းလူရဖို့အတွက်နောက်ထပ်45နှစ်အခွင့်အရေးပေးပါဘာဖြစ်လို့လဲဆိုတော့ NLD ကအုပ်ချုပ်တာ9နှစ်ပဲရှိသေးတယ်လေ
ဟုတ်တယ်မလားတရားမျှတမှုရခြင်းရင်မျှတမှုပေးရမယ်ဟုတ်တယ်မလားကျွန်တော်ပြောတာ9နှစ်ထဲနဲ့တော့ဟိုအမေရိကလိုဟိုအင်္ဂလန်လိုတော့ဖြစ်လို့လိုချင်လို့ပဲရမလဲကျွန်တော်ပြောတာဟုတ်တယ်မလားအဲ့တော့သူတို့မှလည်းအားနည်းချက်တွေရှိတယ်တချို့အမတ်လောင်းတွေလိုအပ်ချက်တွေရှိတယ်ကျွန်တော်လည်းနားလည်ပါတယ်အဲ့တော့အခုဒီ9နှစ်အတွင်းမှာတော့မှကျွန်တော်ဒါရန်ကုန်တိုင်းမှာဆိုဥဖြိုမင်းသိန်းတို့ပါလို့ဆိုလို့ရှိရင်ဒီမထတာနေပြီးတော့ YBS ကိုပြောင်းသွားတယ်ဒါအရှင်းဆုံးဥပမာပဲเนาะ YBS တွေကျွန်တော်တို့ခုဒါကျွန်တော်တငယ်ချင်းတွေစီကလည်းကြားရတယ်ကျွန်တော်ကိုယ်တိုင်လည်းအင်တာနက်မှာမြင်ရတယ်ဒီ YBS တွေဆိုလို့ရှိရင်မထတာရဲ့ကားတွေနဲ့ဆိုရင်မတရားကွာခြားသွားပြီးတော့ဒါလူနေမှုအဆင့်အတန်းတစ်ခုတိုးတက်လာတာပဲအဲ့တော့ကျွန်တော်တို့မှာအခုနောက်ထပ် plan တွေမှာလည်းကျွန်တော်တော်တော်ဖတ်ရပါတယ်ကျွန်တော်တို့အခုဒီမှာမြို့ဘက်ရထားလမ်းတွေပါလေလုပ်ဖို့အတွက်ပေါ့เนาะကျွန်တော်တို့အပေါ်မှာမိုးမျောတရားတွေပေါ်ကနေရထားတွေပြေးဖို့လို့ဒါ subway ကိုကျွန်တော်တို့ underground ကပြေးတာမျိုးကိုမပြောမဆိုလို့လေးပါဘူးเนาะ underground ကနေတွားဖို့ဆိုတာနှစ်အကြာကြီးချိန်ယူရပါတယ်ဒီလိုလေးတွေတိုးတက်လာတဲ့ဥစ္စာကိုဒါမြင်ကြည့်ပါเนาะဒါမြင်ကြည့်ပါဒါထမင်းနှစ်စားတာချင်းအတူတူမှာဘာတွေကွာမလဲဆိုတာဒါတွေကွာပါတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ကနောက်တစ်ခုကပြောချင်တာဒီအထူးသဖြင့်ကျွန်တော်တို့ကတော့အခု Facebook မှာဟိုလူငယ်တွေ generation Z တွေကတော့တချို့ကလည်းဟိုစိတ်တိုနေပြီတချို့ကလည်းကျွန်တော်တို့အခုဒီအချိန်လေးကအရန်ကို very sensitive ဖြစ်တဲ့ဟို period လေးပါဘာလို့ဆိုတော့စကားတွေလည်းအမှားမခံတော့ဘူးဘာလို့ဆိုတော့လူတွေကျွန်တော်တို့အာဇာနည်တွေကလည်းအသက်တွေတည်ခဲ့တာတွေကလည်း200ကျော်300ဖြစ်လာပြီဆိုတဲ့အခါမှာကျွန်တော်တို့အားလုံးကအတိမ်းဆောင်းမခံတော့ပါဘူး Facebook မှာလည်းကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် site war တွေအများကြီးကိုတွေ့ရမယ်တဲ့ကနှစ်ခုတက်လာရင်တစ်ခုကမှားတဲ့အချိန်ဖြစ်နေပြီ 50% မှားနေပြီလို့ကျွန်တော်ကတော့အဲ့လိုပဲသုံးသပ်ချင်တယ်အဲ့တော့အဲ့ခုနအကြောက်တရားနဲ့ကြီးပြင်းခဲ့တဲ့လူတွေလည်းပါတယ်ပြီးတော့ဒီဘက်ခေတ်ထဲမှာလည်း generation ကျွန်တော်တို့ Y တွေ Z တွေမှာလည်းကြောက်တတ်တဲ့လူတွေအများကြီးပါတယ်အဲ့တော့အဲ့ဒီအကြောက်တရားနဲ့ကြီးပြင်းခဲ့တဲ့လူတွေအားလုံးကိုကျွန်တော်ပြောချင်တာဒီအချိန်ဟာကြောက်တဲ့လောက်ပဲကြောက်ပါတော့ကျွန်တော်ပြောတာအခုကဓမ္မနဲ့အာဓမ္မကိုကျွန်တော်တို့ကရွေးနေတဲ့အချိန်ဖြစ်တယ်အဲ့တော့ဒီဓမ္မဘက်မှာယက်တီကိုကအရန်ကိုအရေးတကြီးလိုအပ်နေပါပြီဟုတ်တယ်မလားကျွန်တော်ပြောတာလေအဲ့တော့နောက်ဆုံးကျွန်တော်ပြောချင်တာကဓမ္မနဲ့အာဓမ္မရွေးချယ်မှုမှာဂျားနေဆိုတာဘယ်တော့မှမရှိမာတင်လူသာကင်းလည်းပြောခဲ့တယ်မတရားမှုတစ်ခုမှာကိုကဂျားနေလိုက်တယ်ဆိုရင်မတရားမှုလုပ်တဲ့လူကိုတဲ့သူကသွားပြီးတော့အားပေးအားမြောက်လုပ်ရကြတယ်ဒါပေမဲ့အဲ့တော့အခုကျွန်တော်သူတို့ဂျားနေတာမရှိတဲ့ဘူးလို့ပြောပေမဲ့အဲ့လိုမျိုးအဖြတ်အမှောက်တွေဒီ generation Z ကိုကမောက်ကမတွေဖြစ်အောင်လိုက်အကြံတွေပေးအဲ့လိုမျိုးလိုက်ကဖြက်ကရက်တွေလုပ်နေမဲ့အစားဆိုလို့ရှိရင်တော့အဲ့လိုအကြောက်တရားနဲ့ကြီးပြင်းခဲ့တဲ့လူတွေပေါ့နော်အခုသူတို့ကတော့ကိုစားပြုစလုံးတော့ရှိရပေါ့ဗျာเนาะဒါကတော့ generation Z တွေကပြီးတော့ generation L တွေပေါ့ဗျာเนาะအဲ့တော့အဲ့ generation L တွေကိုကျွန်တော်ပြောချင်တာကဒီအချိန်မှာတစ်ဖြက်ကရက်လိုက်ပြီးတော့ဒီ generation Z တွေကျွန်တော်တို့ရှေ့ကိုဆက်သွားနေတဲ့ activist တွေကိုเนาะကန့်လန့်တိုက်မဲ့အစား silent strike ပဲလုပ်ပေးပါလို့ကျွန်တော်တို့အဲ့လိုပဲတဲ့ပြောချင်တယ် silent strike လုပ်လိုက်ဒါအကောင်းဆုံးပဲเนาะဒါဒီလိုလူတွေကိုကျွန်တော်အကြံပေးချင်တာเนาะအဲ့လိုဘယ်လိုလူတွေလဲဆိုလို့ရှိရင်ခုနလိုဟာအကြံမဖတ်ပါနဲ့ဟိုဒီလိုလုပ်ပါဟိုလိုလုပ်ပါတဲအိတ်တွေမထားပါနဲ့လမ်းပိတ်တယ်စစ်ဒီအာနာရှင်တွေရောက်လာတဲ့အခါမှာတဲအိတ်တွေကိုဟိုဘာမှတော့မပြောရသေးဘူးအလိုလျောက်သွားဖယ်ပေးနေတဲ့လူတွေဒီလူလန်းစားကိုကျွန်တော်ပြောတာပါเนาะကြံတဲ့လူတွေကိုကျွန်တော်မပြောဘူးเนาะအဲ့တော့နောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာအခုကျွန်တော်တို့ကြောက်တတ်တဲ့လူနဲ့မကြောက်တတ်တဲ့လူမှာဘာကွာဝါလဲဆိုတော့ကျွန်တော်ကဟို Washington DC မှာတော့ကလည်းเนาะ Monument မှာလေ National Monument မှာကျွန်တော်ဒီစကားလေးပြောခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ကြာဆုံးသွားတဲ့လူတွေလမ်းပေါ်ထွက်နေတဲ့ရဲတောက်သူရဲကောင်းတွေအာဇာနည်တွေကဘယ်လိုတွေးလဲဆိုတဲ့အခါမှာသူတို့ကမကြောက်တတ်ဘူးမကြောက်တတ်တဲ့အခါကျတော့တစ်သက်မှာတစ်ခါပဲတည်တယ်လို့တွေးတယ်ကြောက်တတ်တဲ့လူအိမ်တွင်းပုံနေကြတော့ခုနလိုအကြောက်တရားနဲ့ကြီးနေတဲ့လူတွေကြတော့ဘာဘယ်လိုတွေးလဲဆိုတဲ့အခါကျတော့လူမှာအသက်အပိုမပါဘူးလို့တွေးတယ်အဲ့ဒါကကျွန်တော်တို့ရဲ့ဒါဒီလူရန်သားကိုခွဲခြားလိုက်တဲ့ difference ပဲပေါ့နော်အဲ့လိုမျိုးတွေနဲ့ကွာခြားသွားတယ်အဲ့တော့နောက်တစ်ခုကဟိုမကြောက်တတ်တဲ့လူကြတော့လေဘလို့မလောက်ထိအောင်မကြောက်တတ်လဲဆိုတော့အဖိုးရောအဖွားရောအဖေရောအမေရောကအမတ်လောင်းတွေအမတ်တွေဖြစ်တယ်တားတွေသမီးတွေမြီးတွေကအစားအခုအကုန်လုံးတော်လှန်နေတယ်တမိသားစုလုံးမျိုးနဲ့ရိုးနဲ့တော်လှန်တယ်တော်လှန်ရေးသမားဖြစ်လာတယ်အဲ့တော့နောက်တကယ်ကြောက်တတ်တဲ့လူကြတော့လေဘလို့တွေးလဲဆိုတော့ကျွန်တော်ဟိုတလောကပဲမိတ်ဆွေတယောက်စီကကြားရပါတယ်အဲ့လိုမျိုးဒါကတော့ဘယ်သူပဲဝါရောမဟုတ်ပါဘူးကျွန်တော်လည်းအမှုမဲ့မှတ်မဲ့ကျွန်တော်နားထဲမှာကျွန်တော်စွဲနေတဲ့ဥစ္စာမျိုးပါဥမာသူကဘယ်လိုများလဲဆိုဆွေမျိုးကိုကျွန်တော်တို့မတော်အောင်ဆက်ပလိုက်တယ်ဥမာဆိုကျွန်တော်ဥမာရှင်းရဆုံးပြီးရင်အမေရဲ့အကိုတဝင်းခွဲရဲ့သမီးရဲ့ယောက်ျားစစ်ဖို့ကြီးမို့လို့ तू ကဒီမှာပါလို့မရပါဘူးဆိုတော့ဒီလိုလူသားတွေဗျာကျွန်တော်ပြောချင်တာနောက်ဆုံးပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်အမျိုးတော်မတော်ဘူးလို့ပြောလို့ရတဲ့လူကိုအမျိုးထဲမှာပုံမှုကြီးတွေဘူကြီးတွေပါနေလို့လှုပ်ရှားဦးဆိုတဲ့လူမျိုးတွေဒီလိုမျိုးလူမျိုးတွေကျွန်တော်တဲ့ပြောချင်တာဟုတ်ပြီနော်အခုအချိန်ကအခြားတိုင်းပြည်တွေကိုရီးယားတွေဂျပန်တွေတောင်မှဗျာတရားမျှတမှုအတွက်နောက်ဆုံးကျွန်တော်ပြောမယ် Australia United Kingdom နော်ကျွန်တော်တို့နဲ့တသားတည်းရက်တည်နေပြီ United States ကျွန်တော်ပြောတာအမြဲတမ်းအခုPresident Biden ဆိုလို့ရှိရင်တက်ပြီးမကြခင်ပါတယ်ကျွန်တော်တို့အာဏာသိမ်းပြီးပြောတယ်
ဒါကိုသူရှုံချတဲ့အကြောင်းအခုလောလောဆယ် sanction တွေလည်းကျွန်တော်တို့ထပ်တိုးထားတယ်အဲ့တော့ဒီလူတွေကမလွယ်တော့ပါဘူးเนาะမင်းအောင်လှိုင်တို့အုပ်စုကတော့ရေရှည်မှာတော့ဒါအခုတကယ်ကို critical period ရောက်နေပြီဆိုတော့သူတို့တွေအသက်ကိုဖန်နဲ့ထုတ်ထားမယ်အချိန်ဖြစ်နေပြီเนาะအခုအခြားနိုင်ငံတွေကဒီလောက်ထိဖြစ်နေတဲ့အချိန်မှာတော့မှကျွန်တော်ပြောတာကိုယ့်ရဲ့တိုင်းလူပြည်သားအချင်းချင်းပြည်သူအချင်းချင်းကမြစ်တာထားပြီးတော့ဒီလူတွေဟာဒီမိုကရေစီနဲ့ထိုက်တန်နေပြီအချင်းချင်းမြစ်တာလေးထားပြီးတော့ငါတို့ကလည်းလမ်းရှေ့ထွက်တင်ထွက်ရမယ်နောက်ဆုံးပြကျွန်တော်ပြောတာမတက်နိုင်ရင်တော့မှအိမ်ထဲမှာတန်ပုံတီးတာအောင်မှကြောက်နေတယ်ဆိုလို့ရှိရင်နောက်ဆုံးဘာမှမပြောနဲ့တိတ်လေးပဲနေလိုက်တော့ silent strike လုပ်ပေးကျွန်တော်ဒါကိုတောင်းဆိုကြတယ်ဟုတ်ပြီနော်အဲ့တော့တွေးကြည့်ကျွန်တော်ဗမာပြည်ကလူတွေကိုကျွန်တော်ပြောကြတယ်ပြည်တွင်းကလူတွေအထူးသဖြင့်အခုရက်90မှာတော့ကျွန်တော်တို့လူအခွင့်အရေးတွေဘယ်လောက်ဆုံးရှုံးနေလဲကျွန်တော်ပြောတာလူရက်90ပဲရှိသေးတယ်ဟုတ်ပြီနော်ကျွန်တော်တို့ဘယ်မှာမှမလုံခြုံတော့ဘူးအိမ်ထဲမှာမလုံခြုံတော့ဘူးအဲ့တော့အိမ်ထဲမှာမလုံခြုံကျွန်တော်တို့ဘယ်မှာနေကြမလဲကျွန်တော်တို့နေကြမရှိဘူးကျွန်တော်တို့ကစိုက်ကယ်ကိုလာခိုးတယ်ကားကိုလာဖျက်တဲ့ကောင်ကိုကျွန်တော်တို့ကရဲတိုင်ဖို့ကျွန်တော်တို့ဖုန်းကောက်ကင်လိုက်တယ်ကြည့်လိုက်တော့ရဲဖြစ်နေတယ်လုံနေတဲ့ကောင်တွေကရဲဖြစ်နေတယ်စစ်သားဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဒီရက်90မှာတော့ဒီလောက်ဖြစ်နေနောက်ထပ်ရက်900ဆိုရင်ဘယ်လိုဖြစ်မလဲတကယ်ကြောက်စရာဖြစ်သွားမယ်ကျွန်တော်တို့ငရဲပုံကြီးဖြစ်သွားမယ်အဲ့တော့အခုချိန်မှာဒီမဘာသားတွေမျိုးချစ်တွေကလည်းဘယ်ပြောက်လို့ပြောင်းမှန်းတော့မသိဘူးကြက်ပြောက်ငှက်ပြောက်ကိုပြောင်းနေအရင်တော့ကသူတို့တွေပဲကြွေးကြော်ခဲ့တယ်သူတို့တွေပဲအမျိုးဘာသာသာသနာကိုစောင့်ရှောက်မယ်ဟုတ်လားဒေါအောင်ဆန်းစုကြည်ဆိုလို့ရှိရင်ကလားတိုင်းပြည်ဖြစ်သွားမယ်ဒါမျိုးတွေပါအကြီးအကျယ်တွေဆွဆွဲခဲ့ကြတာအခုဘယ်ရောက်လို့ဘယ်ပေါက်မှန်းတော့မသိဘူးအခုပထမအဦးဆုံးစတယ်လိုက်တာမင်းအောင်လှိုင်လို့စတယ်လိုက်တာညမစဉ်းစားကြည့်ဖျားရံပုံငွေတွေကနေစပြီးတော့ကျွန်တော်တို့ဒါစစ်အတုံးစရိတ်နဲ့ပြည်သူကိုပြန်တက်ဖို့အတွက်ဟုတ်လားဒီသူတို့ရဲ့အာဏာပါဝါအတွက်ကြည်စံလက်နက်ဝယ်ဖို့အတွက်သုံးလိုက်တယ်ဆိုတော့အခုချိန်ဒီစစ်အစိုးရကိုထောက်ခံနေသေးဆိုရင်ဒီမြန်မာပြည်တွင်းမှာရှိတယ်လို့ကျွန်တော်တဲ့ပဲပြောလိုက်မယ်မိတ်ဆွေတို့ရဲ့ခေါင်းထဲမှာအုံနောက်ရှိသေးလားဆိုတော့တေချာပြန်စစ်အောင်ဟုတ်လား CT scan တွေပါရိုက်ဖို့တော့လိုနေလောက်ပြီကျွန်တော်ဒါကိုပဲကျွန်တော်တဲ့ပြောချင်တယ်အဲ့တော့နောက်ဆုံးကျွန်တော်ပြောမယ်ဆရာကျွန်တော်ဆရာဝန်တယောက်ဖြစ်တယ်ဟုတ်လားဆရာဝန်တွေသူတို့ဆွဆွဲကြတယ်ကျွန်တော်ပြောစစ်အစိုးရထောက်ခံတဲ့လူတွေဆရာဝန်တွေဆေးမကူကိုယ့်အလုပ်ကိုမလုပ်တဲ့အတွက်အခုလူတွေကမတည်တဲ့မဲ့တည်နေရတယ်အဓိကကျွန်တော်တို့ကလမ်းပေါ်ထွက်လို့တည်တာမဟုတ်ဘူးလေသူတို့ပြစ်တက်လို့တည်တာလေဆိုတော့အဲ့တော့ပြစ်တက်နေတာကဘာတူလဲဒဏ်ရာရအောင်လုပ်နေတာတွေကဘာတူလဲဟုတ်တယ်မလားကျွန်တော်ပြောတာပုံမှန်ယောဂါတွေနှလုံးသွေးတို့စီးကြိုတွေအတွက်ကျွန်တော်တို့ဆရာဝန်တွေကအပြင်မှာပုဂ္ဂလိကဆေးခန်းတွေဆေးရုံတွေ run ဖို့အားလုံးစီစဉ်ပြီးသားဆရာကြီးဦးစောဝေဆိုကျွန်တော်တို့ဆရာကြီးဦးစောဝေဆိုလို့ရှိရင်လည်းဘတ်ဆောင်တောင်းဆောင်ကနေပြီးတော့တောင်းစီအောင်သူစီစဉ်နေတယ်ဒီလိုစီစဉ်နေတဲ့လူကိုပါဖန်ဝရန်ထုတ်လိုက်တဲ့အခါမှာဒီလူတွေကလူ public မှာပေါ်တင်ဦးမဆောင်နိုင်တော့တဲ့အခါမှာဒီရန်နေရာကြီးတခုကမပြိုလဲသွားဘူးလားကျွန်တော်ပြောတာကျွန်တော်တို့ဆရာဝန်တွေဆေးမကူတာမဟုတ်ဘူးစစ်အစိုးရလက်အောက်မှာမလုပ်ချင်လို့ပုဂ္ဂလိကဘက်ကိုကူသွားတာအဲ့ဒါကိုနားလည်ပေးဖို့လိုတယ်ဟုတ်တယ်မလားကျွန်တော်ပြောတာကျွန်တော်တို့ကဆေးမကူတာမဟုတ်ဘူးအခုနောက်ဆုံးပြစ်လိုက်တယ်လူကလဲသွားတဲ့လူတော်မှတေလားရှင်လားအလောင်းကိုကျွန်တော်တို့ကတေသွားတဲ့လူဆိုရင်တော့အလောင်းကောက်ခွင့်မရှိဘူးရှင်နေသေးတယ်အသက်ရှူနေသေးတဲ့လူဆိုလဲဆေးကူတာခွင့်ကဲခွင့်မရှိဘူးချက်ချီနေတွေလူနာတင်ရင်တွေအကုန်ပြစ်တယ်အဲ့တော့ကျွန်တော်ကပုံမွေလေးနဲ့ပြောလို့ရှိရင်ကျွန်တော်ကမိတ်ဆွေတွေကိုလည်းကျွန်တော်ကတခါလေးအသိပေးနေတယ်ကျွန်တော်တို့တရိတ်ဆန်ပဲတရိတ်ဆန်ထဲမှာမနိုင်နဲ့တော့ဟုတ်တယ်မလားကျွန်တော်တို့ခွေးတွေကြောင်တွေအများကြီးကျွန်တော်တရိတ်ဆန်လည်းကျွန်တော်ချစ်တယ်ကျွန်တော်ပြောတာလေသူတို့ကတော့အသိဉာဏ်အတိုင်းတာတူရှိတယ်အဲ့တော့ဒီလိုလူတွေမှာတရိတ်ဆန်တော့အသိဉာဏ်မရှိတော့ကျွန်တော်တို့ဘယ်တရိတ်ဆန်ထဲမှာမနိုင်နဲ့တော့ကျွန်တော်တို့နှိုင်းစရာစကားလုံးလည်းမရှိတော့ဘူးပြောစရာစကားလုံးလည်းမရှိတော့ဘူးကျွန်တော်ပြောတာလေအဲ့တော့နောက်ဆုံးလူတွေကငြိမ်ပြီးတော့အခုကျွန်တော်တို့အခုလက်ရှိကျွန်တော်ခံပြင်းဆုံးကိစ္စကလူတွေကအခုလက်ရှိ okay သူတို့ဟာအိမ်ထဲထိတောင်နောက်ဆုံးလိုက်ပြက်နေတယ်အခုတကောင်စင်းဥပဒေနဲ့လည်းလူပိုလည်းထားလို့မရဘူးဗျာအခုအိမ်ထဲမှာဘယ်လိုအနေထား24နာရီမှာဘလို့မှမလုံခြုံတော့ဘူးအချိန်မရွေးသူတို့ကဝင်စစ်လို့ရမယ်အဲစင်းဥပဒေကိုလှုပ်လိုက်ပြီးတဲ့အခါမှာဒီလူကိုအချိန်မရွေးလာဖမ်းခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကလှုပ်လိုက်တာအဲ့တော့လူတွေကကိုယ့်အိမ်မှာကိုငြိမ်သက်ပြီးတော့အတန်တိတ်မီးပိတ်ထားတယ်ဆိုတာတော့မှကိုယ့်အိမ်မှာကိုပုံးနေတာတော့မှမလုံခြုံတော့တဲ့အပြင်ကိုနောက်ဆုံးအခုဖြစ်ရက်တွေမှာအခုညီမလည်းဗီဒီယိုတွေကြည့်တယ်ဆိုလို့ရှိရင်မြင်ရမယ်ဗျာတာမွေတို့အခုဒါဟိုရက်တွေမှာဖြစ်သွားတယ် right ဟုတ်တယ်မလားတင်ငန်းကျွန်းတို့ပါတော့မှာဒီကားတွေဆိုင်ကယ်တွေဈေးဆိုင်တွေပြည်သူချွေးနေတာနဲ့ရှာထားတဲ့ကားတွေဆိုင်ကယ်တွေကိုဖျက်ဆီးတာဟုတ်တယ်မလားဒါဘလို့မှခွဲလွှတ်နိုင်တဲ့အနေအထားမဟုတ်ဘူးကျွန်တော်တို့ကဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ဆိုရင်ဒီကားတစ်စီးဖြစ်လာဖို့ဆိုတော့လူတစ်ယောက်တာမန်ဝန်ထမ်းတစ်ယောက်ဘလောက်ပတ်စံရှာပြီးစုခဲ့ရတယ်ဆိုတာကိုသူတို့တွေနားလေတင်တယ်ဟုတ်တယ်မလားတကယ်ကိုလူစိတ်ရှိတယ်ဆိုအဲ့တော့ခုနလိုတရိတ်ဆန်လောက်တောင်ဖြစ်တဲ့အတွက်သူတို့မှဒီစိတ်ကမရှိတော့ဘူးเนาะအဲ့တော့ဘူဒိုဇာတွေနဲ့ထိုးသွားတယ်ကျွန်တော်ပြောရဲတယ်ကျွန်တော်ဘယ် internet ဘယ် website ကိုပဲဖြစ်ဖြစ်ခောက်လိုက်ဘယ်နိုင်ငံမှာမှဒီလိုအစိုးရမျိုးဆိုတာမရှိဘူးဒီလောက် yes ဆက်ကြမ်းပြုတ်တဲ့ကောင်တွေကိုကျွန်တော်တို့ကဒီလိုအချိန်ဒီလိုအခါမှာနောက်ဆုံးအနေနဲ့မတော်လှန်လို့ရှိလို့ရှိရင်ကျွန်တော်တို့တစ်သက်လုံးတော်လှန်တာအကြောင်းမရှိတော့ဘူးကျွန်တော်တို့တစ်သက်လုံးကြာရှုံးမှာဖြစ်တယ်ကျွန်တော်ကအဲ့လိုပဲသုံးသပ်တယ်
လက်ရှိမှာအရေးကြီးတဲ့နောက်တစ်ချက်ကလည်းပြည်တွင်းကလူတွေကိုကျွန်တော်ပြောချင်တာလက်ရှိမှာကျွန်တော်တို့မှာ trial တွေရှိတယ် trial ကကျွန်တော်တို့ဒီ CDM ရဲ့เนาะ CRPH plus Federal Army ပြီးတော့နောက်ကျွန်တော်တို့လမ်းပေါ်မှာဆန္ဒပြနေတဲ့ protest တွေဒီသုံးခုကကျွန်တော်တို့ trial နဲ့တွားနေတယ်เนาะကျွန်တော်တို့အဲ့ဒါတစ်ခုမှ angle တစ်ခုခုမှကျွန်တော်တို့ချွတ်ယွင်းလို့မရဘူးချွတ်ယွင်းလိုက်တာနဲ့ဒီစစ်အာဏာရှင်တွေကိုကျွန်တော်တို့ကအတာပေးလိုက်တယ်လို့ဖြစ်သွားတယ်ဒါလေးကိုတတိထားပါကျွန်တော်တို့သူတို့ဖြစ်တာတော့မှန်တယ်ကျွန်တော်အသက်တွေကလည်းတန်ဖိုးရှိတယ်အသက်တွေလည်းအများကြီးဒီတက်မဆုံးရှုံးစေချင်ဘူးတို့ပေမဲ့ဒီ trial လေးကိုကျွန်တော်တို့ maintain လုပ်ပါဒါလေးကိုဆက်ထိန်းပါဘာဖြစ်လို့လဲဆိုလို့ရှိရင်လမ်းပေါ်ထွက်တဲ့လူမရှိရင် CDM လုပ်တဲ့လူတွေအလွယ်တကူဝင်ဖမ်းလို့ရမှာဟုတ်တယ်မလားအဲ့တော့လမ်းပေါ်ထွက်တဲ့လူမရှိရင် CDM လုပ်တဲ့လူကလည်းစိတ်သက်ကြမှာပဲအဲ့တော့ CDM လုပ်တဲ့လူမရှိရင်လမ်းပေါ်ထွက်တဲ့လူကလည်းစိတ်သက်ကြမှာလမ်းပေါ်ထွက်တဲ့လူက motivation မရှိတော့ဟာလူတွေကအလုပ်ပြန်သွားနေကြပြီငါတို့ကဘာကိစ္စလမ်းပေါ်ထွက်တာလဲဆိုဖြစ်ဟိုတနေ့ကအခုကျွန်တော် video file လေးတွေတွေ့လိုက်တယ်ဈေးထဲမှာဈေးကြိုဈေးကြားထဲမှာရက်ကွက်ထဲမှာ generation Z လေးတွေဒူးထောက်ပြီးတော့တောင်းပန်နေကြတယ်တန်ပုံးလေးတော့တီးပေးပါ CDM လေးတော့လုပ်ပေးပါအဲ့ဘေးနားမှာဖြတ်သွားနေတဲ့လူတွေကပုံမှန်ဈေးဝယ်နေကြတယ်ဒီ generation Z တွေကိုတချို့ neglect လုပ်ထားတဲ့လူတွေလည်းရှိတယ်ဆိုတော့ဘလို့လူသားမျိုးတွေလဲเนาะအဲ့တော့ခုနကကျွန်တော် request လုပ်တဲ့ silent strike လုပ်ဖို့လူတွေထဲမှာဒီလူတွေကိုထည့်ရမှာကျွန်တော်ကပြောချင်တာအဲ့တော့နောက်တစ်ပိုင်းကကျွန်တော်တို့ခုန trial မှာကျွန်တော်ပြောချင်တယ်နောက်ထောင်းတနေရကျန်တာကလည်း CRPH နဲ့ Federal Army အချိန်အများကြီးမယူပါနဲ့ကျွန်တော်ဒီကနေတိုက်တော့နေတာဟုတ်တယ်မလားအဲ့တော့တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ကလည်းအခုအချိန်မှာအခွင့်အရေးအရင်ကောင်းနေပြီဒီလိုခွင့်ရေးမျိုးလည်းဒီစစ်အာဏာရှင်ဖြုတ်ချဖို့အတွက်ဒီဇိုင်းတစ်ပြည်လုံးအောင်ကျွမ်းနေမှာနှစ်ခါခွင့်ရေးမရဘူးမြန်ဆုံးဖြတ်ကြပါတိုင်ပင်ကြပါအဖြေတစ်ခုကို result မြန်ထုတ်ပေးကြပါဒီဆိုရကိုသူတို့ကိုယ်တိုင်ကတိုက်ပြီဆိုရင် generation Z တွေကအားတက်လာမယ် CDM သမားတွေအားတက်လာမယ်ဒါဟာ link မှာပဲ linkage ပဲအဲ့ဒီ link ကလုံးဝပြတ်လို့မရအောင်အဲ့ဒီ link ကိုကျွန်တော်တို့ကောင်းကောင်း maintain လုပ်ရမယ်အဲ့ဒါကြောင့်မလို့ Federal Army မြန်အကောင့်တွေပေါ်လာဖို့ကျွန်တော်တိုက်တွန်းပါတယ်ဒါမှလည်း generation Z တွေကများလှုပ်ရှားနိုင်မှာဖြစ်မယ်သူတို့ရဲ့ motivation လည်းရလာမယ်နောက်ဆုံးကျွန်တော်ပြည်တွင်းကတိုင်းရင်းသားတွေကိုပြောချင်တယ်ပေါ့နော်ကျွန်တော်တို့လည်းအရင်တော့ကျွန်တော်တို့မှာအမားတွေရှိခဲ့ပါတယ်ကျွန်တော်တို့လည်းဗမာလူမျိုးပါကျွန်တော်တို့မျက်စိပိတ်နားပိတ်တွေဖြစ်ခဲ့တယ်ကျွန်တော်တို့နားမလည်ခဲ့တာပါကျွန်တော်တို့အဓိကကတော့သတင်းမီဒီယာတွေအမှောင်ချမှုရဲ့ဒီစစ်အာဏာရှင်တွေရဲ့လှည့်ကွက်တွေပေါ့နော်သူတို့ကဒီလိုညံဒီလိုခုနလိုကလင်ကချစ်နီးတွေနဲ့ပြည်သူကိုဘယ်လိုလှည့်လိုက်ရမလဲဆိုတဲ့ညံတွေကတော့တော်တော်ကောင်းပါတယ်သူတို့တွေကလေအဲ့တော့အတိုင်းသားတွေကိုရှမ်းပြည်မှာပဲဖြစ်ဖြစ်ကချင်ပြည်မှာပဲဖြစ်ဖြစ်ချင်းပြည်မှာပဲဖြစ်ဖြစ်ရခိုင်မှာပဲဖြစ်နေတဲ့အနေအထားတွေဟာသူတို့ရဲ့သတင်းအမှောင်ချမှုတွေကလည်းတစ်စိတ်တစ်ပိုင်းပါပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ပြီးတော့ကျွန်တော်ပြောချင်တာဒါတွေကျူးလွန်ခဲ့တဲ့ရွာလုံးကျွတ်မီးနဲ့ရှို့တယ်မဒိန်းကျင့်တယ်ပေါ့နော်ဒါပြည်သူတွေကိုစစ်ပြေးတွေဖြစ်အောင်တောနဲ့ကြီးထဲမှာရောက်တော့လုပ်ခဲ့တာတွေကလည်းကျွန်တော်တို့ဗမာလူမျိုးတွေလုပ်တာမဟုတ်ပါဘူးအဓိကမြန်မာစစ်တပ်ကလုပ်တာပါမြန်မာစစ်တပ်မှာတိုင်းရင်းသားပေါင်းစုံလည်းပါပါတယ်ဆိုတော့အဓိကကတော့အာဏာရှင်ပါပဲဒါသူတို့လုပ်ခဲ့တာဖြစ်တယ်ကျွန်တော်ဒါကတော့ကျွန်တော်တို့မှာခုနလိုကျွန်တော်တို့ရဲ့လိုအပ်ချက်တွေလည်းရှိတဲ့အတွက်လည်းကျွန်တော်တို့ဒါတချို့လည်း Facebook မှာစာလေးတွေရေးကြတယ်ပေါ့တိုင်းရင်းသားတွေကိုဒီနေ့မှာတောင်းပန်ရမယ်ဆိုတော့ကျွန်တော်ကထပ်တူထပ်မြတ်ခံစားပါတယ်ဒါဟာမှန်ကန်တဲ့အချက်ပါเนาะအဲ့တော့ဒါပေမဲ့အခုချိန်မှာကျွန်တော်ပြောချင်တာအချင်းချင်းတွေဘွေယူပြီးတော့ကဲရန်ကုန်နဲ့မန္တလေးမှာပြက်နေတယ်ဗမာတွေပြန်ခံလှည့်ဆိုပြီးတော့ဒါမျိုးတွေတော့မတွေးကြပါနဲ့ဘာကြောင့်လဲဆိုတဲ့အခါမှာအရင်တော့ဖြစ်ခဲ့တယ်ဆိုတဲ့အတိုင်းဒါဟာကျွန်တော်တို့ကတိုင်းနဲ့ပြည်နယ်14ခုရှိရဆိုရင်တစ်စိတ်တစ်ပိုင်းလေးတွေမှာဖြစ်ခဲ့တဲ့ကိစ္စတွေကြာအခုကတနိုင်ငံလုံးအုံကြွနေတာတနိုင်ငံလုံးမခံတာဖြစ်နေတာကျွန်တော်တို့ကတနိုင်ငံလုံးနာကြီးနေတဲ့အတွက်ဒီလိုတနိုင်ငံလုံးအုံကြွပြီးတော့ကျွန်တော်တို့ကစစ်အာဏာရှင်ကိုတော်လှန်နေတဲ့အချိန်မှာကျွန်တော်တို့အစိုးရအကောင့်ကိုတွေးကြည့်မယ်ဆိုရင်ဒီအခွင့်အရေးနှစ်ခါမရပါဘူးဒါကြောင့်တိုင်းရင်းသားတွေအားလုံးကလည်းအားလုံးကိုတင်မုန်းချေပေးပါကျွန်တော်တို့တပေါင်းတစည်းရဲနဲ့အခုချိန်မှာအသားအရောင်တွေလူမျိုးတွေခုနလို Federal Army အတွက်เนาะဘယ်လက်နက်ကိုင်ကအင်အားကြီးတယ်တေးတယ်ခွဲခြားနေဖို့အချိန်မဟုတ်ပါဘူးအားလုံးတပေါင်းတစည်းရဲနဲ့ဒီစစ်အာဏာရှင်ကိုအမြင့်ပြတ်ချိန်မုံရမယ်အချိန်ဖြစ်တယ်နှုတ်မို့ဆိုရင်ဒီနာတာရှည်ယောဂကြီးကျွန်တော်တို့ကိုလောင်ကျွမ်းသွားမှာပါเนาะဒါကျွန်တော်ပြည်တွင်းကလူတွေအားလုံးကျွန်တော်ရဲ့တိုက်တွန်းတဲ့စကားပါเนาะဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့အင်မတန်မှပြည့်စုံပါတယ်ပြည်တွင်းမှာရှိနေတဲ့သူတွေအတွက်လည်းလူအစီအစဉ်ကိုချစ်ရှုတဲ့သူတွေအနေနဲ့လည်းအကယ်၍
အခုဒီဆရာဝန်ဆောင်လင်းအောင်ပြောသလိုမျိုးပဲပေါ့နော်ဟိုကျမတို့အနေနဲ့ဒီမုံချီတဲ့ဒီချိန်မှာခဏလေးအမုံတွေမျိုးတွေခိတခောက်တာပြီးတော့အခုနာဂနိုင်ငံတော်တစ်ကြီးအတွက်အတူတူကဟိုစီးလုံးညီညွတ်စွာနဲ့အတူရှင်တွဲပြီးလက်တွဲကြရအောင်လို့ထပ်မံပြီးတော့တိုက်တွန်းပေးခြင်းတယ်အခုဆက်ပြီးတော့ပေါ့နော်အခုပြည်ပမှာဟိုအထူးသဖြင့်ကျမတို့အမေရိကမှာဆိုလို့ရှိရင်ဟိုပြည်ပနိုင်ငံဒီကျမတို့အမေရိကမှာလည်းမဟုတ်ဘူးပေါ့နော်တခြားပြည်ပရောက်နေတဲ့မြန်မာတွေကမိမိတို့ရှိတဲ့နေရာတည်တည်မှာမိမိတို့တတ်နိုင်တဲ့ဒီလမ်းမိမိတို့နဲ့သက်ဆိုင်တဲ့တန်ယုံတွေမှာပေါ့နော်အသီးသီးလှုပ်ရှားကြတယ်အဲ့လှုပ်ရှားမှုတွေပေါ်မှာအကိုရဲ့အားရမှုအခြေအနေနဲ့ဘယ်လိုမျိုးတွေဆိုလို့ရှိရင်ပို့ပြီးထိရောက်မယ်လို့ဟို activist တယောက်အနေနဲ့အမြင်ပေါ့နော်ရဲပြီးတော့ဘယ်လိုမျိုးအကြံဉာဏ်တွေထပ်ပြီးဖြည့်စွက်ခြင်းသေးလဲရှင်ဟုတ်ကဲ့ပါဟုတ်ကျွန်တော်ကကျွန်တော်တခုခုကိုပေါ့နော်ကျွန်တော်ပါဝင်လှုပ်ရှားတဲ့အခါမှာကျွန်တော်တက်နိုင်တဲ့လောက်ပြန်လေ့လာပါတယ်ကျွန်တော်ဟိုအရင်ကြီးလဲကိုမတက်တဲ့အထက်ကနေပြီးတော့ကျွန်တော်ရဲ့ out of knowledge ကိုလည်းကျွန်တော်တိတ်မပြောတတ်ပါဘူးပြောတဲ့အခါမှာဒါပါပဲဖြစ်ဖြစ်အခုချိန်ကအရင် sensitive ဖြစ်တဲ့အချိန်မှာအမှားပါမှာကိုလည်းကျွန်တော်စိုးရိမ်ပါတယ်အဲ့တော့ကျွန်တော်အခုဒီအထူးသဖြင့်ကျွန်တော်ကတော့ United States မှာရောက်နေတယ်အဲ့တော့ကျွန်တော်တက်နိုင်တဲ့လောက်ကျွန်တော်ဒီ data အချက်လက်တွေကိုပြန်ကြည့်တဲ့အခါမှာအမေရိကမှာကျွန်တော်တို့ရောက်နေတဲ့ကျွန်တော်တိုင်းရင်းသားတွေကိုပါအကုန်လုံးပေါ့နော်ပြောတာပေါ့အဲ့တော့မြန်မာနိုင်ငံသားလို့တောင်းရမှာပေါ့အဲ့တော့မြန်မာနိုင်ငံသားတွေအားလုံးကတိန်းကြော်ပါတယ်ကျွန်တော်တို့အခုဒီ New York City မှာနေဆိုလို့ရှိရင်တော့မှဟိုဒီ5ကိုမှာကျွန်တော်တို့ဟိုထောင်ကနန်းရှိပါတယ်3-4ထောင်လို့သူတို့တုံးတယ်ဒါပေမဲ့ကျွန်တော်တို့ဒါအတိအကျတော့ပေါ့နော်ကျွန်တော်လည်းဟိုရှာလို့မရပါဘူးဆိုတော့ကျွန်တော်ပြောချင်တာကလေကျွန်တော်တို့ဆန္ဒပြပွဲတွေ New York City မှာလုပ်တာအချိန်ကြီးတော်တော်လေးများပါပြီ9ချိန်10ချိန်လောက်ရှိပြီထင်တယ်ပေါ့နော်ကျွန်တော်အဲ့တော့ဒီပွဲတွေမှာအများစုကျွန်တော်တို့ပြန်တွေးလို့ဆိုလို့ရှိရင်ဒီမျက်နှာတွေပဲပြန်တွေးပါတယ်အဲ့တော့အယောက်150 200 250เนาะအဲ့တော့ကျွန်တော်ပြောချင်တာကျွန်တော်ဒီကိုရောက်နေတဲ့လူတွေမှာเนาะဘယ်လို status ပဲဖြစ်ကျွန်တော်ဒါတွေမခွဲကြပါဘူးကျွန်တော်မှအဲ့လိုမြင်တတ်တဲ့အမြင်မရှိဘူးเนาะသူ့ပါသူ F1 ပဲဖြစ်J1 ပဲဖြစ်ကျွန်တော်ကasylum ပဲဖြစ် refugee ပဲဖြစ် green card ပဲဖြစ် citizen ပဲဖြစ်เนาะကျွန်တော်တို့က just immigrants ပါဒီဟာကိုနားလည်ဖို့လိုပါတယ် America citizen ဖြစ်သွားလို့ဘာဘူးထူးခြားသွားလဲကျွန်တော်ဒါမျိုးပဲကျွန်တော်မေးခွန်းပြန်ထုတ်ချင်တယ်ကျွန်တော်ကရတဲ့အခွင့်အရေးလေးအနည်းအချင်းကလွဲရင်ကျွန်တော်တို့ဟာမြန်မာနိုင်ငံသားပါပဲမြန်မာနိုင်ငံမှာမွေးခဲ့နေခဲ့ထိုင်ခဲ့ဟုတ်လားမြန်မာပြည်ကြီးကနေကျွေးမွေးလိုက်တဲ့မြန်မာပြည်ကြီးရဲ့အမိမြေရဲ့ကျေးဇူးတွေအများကြီးရှိပါတယ်ဒါတွေကိုဘဝမမေ့ပါနဲ့ကျွန်တော်ပြောချင်တာဘလို့လူမျိုးပဲဖြစ်ပါနောက်ဆုံး citizen ပဲဖြစ်နေအောင်ဗျာเนาะကျေးဇူးတရားတွေကိုမမေ့ပါနဲ့ကျေးဇူးတရားဆိုတာကျေးဇူးဖို့မဟုတ်ပါဘူးပြန်ဆက်ဖို့ပါเนาะအဲ့တော့လက်ရှိချိန်ဟာကျွန်တော်တို့ကပါတီဆွဲနဲ့ NLD နဲ့ USDP နဲ့ဖြစ်နေတဲ့ပြဿနာလည်းမဟုတ်ဘူးဗျာအဓိကဓမ္မနဲ့အာဓမ္မကိုရွေးနေတဲ့ရွေးချယ်မှုကြီးအဲ့ဒီရွေးချယ်မှုကြီးမှာဒီတိုင်းပဲရင်ကုန်နှုတ်ပိတ်နဲ့လက်ပိုက်ပြီးတော့အမေရိကရောက်နေလို့အင်္ဂလန်ရောက်နေလို့ဟုတ်လားငါရဲ့မိသားစုကတော့အေဂျင့်နေပြီငါရဲ့မိသားစုကတော့တိုက်နဲ့ကားနဲ့ဆိုတဲ့အတွေ့ဒါတွေကိုဖယ်ထုတ်လိုက်ပါဗမာပြည်ကလူတွေရောဒီမိုကရေစီနဲ့မတန်လို့လားကျွန်တော်မေးစရာရှိတယ်ဟုတ်တယ်မလားအဲ့တော့ဆန္ဒပြပွဲတွေဆိုတာကျွန်တော်တို့ကအားလို့ရလို့ကျွန်တော်တို့ကအချိန်ကြီးရမ်းပုံနေလို့လုပ်တာမဟုတ်ပါဘူးကျွန်တော်တို့လည်းတားပြင်းမရပြအလုပ်တွေမအားတဲ့ကြားတွေကနေပြီးတော့ကျွန်တော်တို့ဒီမှာ living expense ကြီးတဲ့ကြားတွေကနေကျွန်တော်တို့ကကိုယ်နိုင်ငံအတွက်ကူညီနေတာပါကျွန်တော်တို့သွားပြီးတော့အလှပြနေတာမဟုတ်ပါဘူးကျွန်တော်ပြောတာကျွန်တော်တို့မီဒီယာတွေသိအောင်เนาะအခုဆိုလို့ရှိရင်ပဲဒါဆိုလို့ရှိရင်အခုညီမတို့မီဒီယာဆိုလို့ရှိရင်ပဲဒါကျွန်တော်တို့သတိထားမိတဲ့အတွက်ကျွန်တော်တို့ interview အတွက်ဒါပေါ့နော်လှမ်းပြီးတော့ဖိတ်ခေါ်တယ်ဒါမျိုးကိုကျွန်တော်ပြောတာပါအဲ့တော့ကျွန်တော်တို့ကဘာမှာရှိတဲ့မီဒီယာတွေကိုလည်းကျွန်တော်တို့သိအောင်လုပ်နေတာပါကျွန်တော်တို့ international awareness ရအောင်လုပ်နေတာ international attention ကိုကျွန်တော်တို့ယူနေတာဟုတ်ပြီနော်သူတို့လာကူညီခြင်းအောင်ကျွန်တော်တို့ကလှုပ်ရှားနေတာပါဟုတ်ပြီနော်ကျွန်တော်တို့အခုဒီ internet kit မီဒီယာတွေဟိုမြန်မာပြည်မှာဆိုလို့ရှိရင် internet kit ဖြစ်နေတာတော့မှ internet တွေမီဒီယာတွေကိုနှိပ်ကွပ်နေတဲ့အချိန်မှာပြည်သူပြည်သားတွေပြည်တွင်းရလူတွေကမတရားနှိပ်စက်ဖမ်းဆီးခံနေရတဲ့အချိန်မှာကျွန်တော်တို့ပြည်ပလူတွေကအတန်ပို့ပြီးတော့မထွက်တင်ဘူးလားဗျာကျွန်တော်ပြောတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ပို့လှုပ်ရှားပေးမှာကဘာပို့တည်မယ်ကဘာပို့တည်မှာသူတို့ sanction အနည်းဆုံး sanction တော့ယူလို့ရတယ်ကျွန်တော်အခုတခုဖြည့်ပြီးပြောချင်တယ်နော်ဒီရွေးတော်ပုံကိုလည်းတချို့ကပြောတယ်ဟို UN ကိုစိတ်ပြတ်နေတဲ့လူတွေလည်းရှိတယ် US ကိုစိတ်ပြတ်နေတဲ့လူတွေလည်းရှိတယ်နော်ကျွန်တော်ပြောချင်တာကသူတို့မှာတတ်မှတ်တဲ့ rules and regulations တွေရှိပါတယ်နောက်တစ်ခုကတတ်မှတ်တဲ့အချက်အလက်တွေ criteria တွေပြည့်စုံမှသူတို့ကလို့ action တစ်ခုခုကိုယူလို့ရမှာပါလုံးမဆိုလို့ရှိရင်သူတို့ကလည်းကမ္ဘာအလယ်မှာသူတို့အမဲဆက်ဖြစ်သွားမယ်ဟုတ်လားပြီးတဲ့အခါမှာဒီနောက်ဆုံး
the President Biden solution သူကမြန်မာနိုင်ငံ action တစ်ခုယူရဆိုမယ်ပြည်သူပြည်သားကိုလည်းသူ့မှာကြည်ရသေးတယ်သူ့မှာလည်းအမေရိကမှာလည်းအခုကျွန်တော်တို့ကိုဗစ်ကိစ္စတွေနဲ့ဟုတ်လားသူကလည်းသမရတက်တန်စတက်ခါစားပြီးတော့သူ့မှာဖြည့်ရှင်းမဲ့ပြဿနာပေါင်းကလည်း16000ရှိပါတယ်ဒါတွေကိုနားလည်ပေးပါနောက်ဆုံးကျွန်တော်ပြောချင်တာသူတို့ကအမေရိကဖြစ်ဖြစ် UN ပဲဖြစ်ဖြစ် action တစ်ခုကိုယူမဲ့ကိစ္စကိုနှစ်ပတ်သုံးပတ်နဲ့တစ်လလောက်အလိုကြီးမှာကြော်ညာပြီးတော့သူတို့ဒီလိုလာမှာမဟုတ်ပါဘူးသူတို့လှုပ်ချင်ရင်အမေရိကတကယ်လှုပ်ချင်ရင်เนาะချက်ချင်းရောက်လာမှာဖြစ်တယ်ဒါကိုကျွန်တော်တို့ကနားလည်ရမယ်အဲ့အတွက်အမေရိကကလည်းဘာမှမထူကြသေးဘူးထုတ်ပြန်ချက်တွေ statement တွေပဲထုတ်ပြန်နေတယ်ဝမ်းတဲ့အကြောင်းတွေပဲကြီးညာနေတယ်ဒါမျိုးတွေ UN ကလည်းဒီလိုမျိုးတွေအဲ့ဒါမျိုးတွေတော့မတွေးကြပါနဲ့ကျွန်တော်တို့လှုပ်ရှားရှိတာကျွန်တော်တို့ဆရာဝန်စကားနဲ့ပြောရင်ကလေးမွေးမဲ့လူတယောက်ဟာကိုကိုတိုင်းကလည်းညှစ်ပါနော်ကိုကိုတိုင်းကလည်းကလေးထွက်လာအောင်အတွက်မွေးဖွားဖို့အတွက်ညှစ်ပါမွေးတဲ့လက်တွေကိုလည်းအားကိုးပါဟုတ်လားဆေးရုံမှာမွေးရဆိုလဲ nurse တွေဆရာဝန်တွေလည်းအားကိုးပါကိုကိုတိုင်းကလည်းကလေးမွေးဖို့အတွက်ညှစ်ပါဒါမျိုးကဒါတင့်တော်တဲ့ဥပမာတစ်ခုပါအခုချိန်နေမှာเนาะအဲ့တော့ UN US ကိစ္စသူတို့ကသူတို့လုပ်ပါလိမ့်မယ်ကျွန်တော်ပြောတာเนาะအဲ့တော့ UN လို့ US ကဒီလိုရင်လုပ်ခဲ့တဲ့တာရကပေါင်းလည်းများစွာရှိပါတယ်အဲ့တော့သူတို့ဝင်လာမယ့်အချိန်မှာသူတို့ပါသူတို့အစီအစဉ်နဲ့သူတို့လူမသိသူမသိလေဝင်လာပြီးသူ့ဘာသူလှုပ်ချင်တာလှုပ်တော့မယ်ဒါကိုနားလဲပါเนาะဘယ်သူမှတော့ဒါကတကယ် international action ကြီးနဲ့လာမဲ့ကိစ္စကိုငါတို့ကဘယ်ရက်ဘယ်ခုနှစ်ဘယ်နှစ်နာရီမှာဘယ်လိုလာလှုပ်လိုက်ပါမယ်ဆိုတော့သူတို့ဘယ်တော့မှကြေညာမှာမဟုတ်ပါဘူးကျွန်တော်အဲ့ဒါကိုပြောချင်ပါတယ်เนาะပြီးတော့နောက်တစ်ခုကကိုယ်တိုင်းပြည်မှာကိုဖြစ်နေတဲ့ကိစ္စမှာပေါ့နော်ဒါအခုဒါပြပရောက်နေတယ်လို့ကျွန်တော်တိုက်တွန်းနေတာအခုတိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စမှာနော်တိုင်းလူပြည်သားတွေကအသက်တွေလည်းပေးထားရတယ်ဘဝတွေကလည်းမလုံခြုံတော့ဘူးဘလို့အခြေအနေနဲ့မှအခုတချို့လိုစစ်ပြေးဖို့အတွက်ကြိုပြီးတော့စီစဉ်နေရပြီပေါ့နော်တချို့ဆိုလို့ရှိရင်ကျွန်တော်ကြားတယ်ဒီလိုဘုံခိုခြင်းတွေပါလောက်ရတယ်တချို့ကလည်းနယ်ဘက်တွေကိုပြန်ပြေးကြတယ်အထူးသဖြင့်အခုဆိုဒါမာရှယ်လောထုတ်ထားတဲ့မြို့နယ်တွေကလည်းတော်တော်များနေပါပြီเนาะအထူးသဖြင့်လှိုင်သာယာလူတွေဆိုလည်းနေပြန်ကြတယ်လို့ကျွန်တော်ပြောတယ်ဒီလူတွေဖြစ်ပြက်နေတဲ့အချိန်မှာကိုကတိုင်းတစ်ပါးရောက်နေတယ်ဗျာတိုင်းတစ်ပါးမှာ24နာရီအင်တာနက်လေးနဲ့ဟာလျှက်စစ်မီးလေးနဲ့เนาะကိုသွားကျင်တဲ့နေရာလေးကိုဟုတ်လားဆက်ပွေးလေးနဲ့ရှုပ်ကနေရောက်ပြီးတော့ကျွန်တော်တို့ကဒီမှာအေးချမ်းတာယာပြီးတော့နေထိုင်စားတောက်နေတယ်ဆိုမှဒီလိုဖြစ်နေတာလေးနဲ့တင်ကိုတိုင်းလူပြည်သားတွေเนาะမြန်မာပြည်ကလူတွေကိုကိုချင်းစာကြည့်ပါတွေးကြည့်လိုက်ပါသူတို့တွေဘယ်လောက်ထိဒုက္ခရောက်ပြီးတော့ဘဝပြန်နေတယ်ငါရဲ့အချိန်လေးကိုတနေ့တာရဲ့9ပုံတပုံ4ပုံတပုံဖဲ့ပြီးတော့ဒီဆန္ဒပြပွဲလေးကိုတွားလိုက်မယ်ငါဒီလူတွေအတွက်အလှငွေထည့်လိုက်မယ်ဆိုတာဘာမှဘဝကြီးထဲမှာကြီးမားမားကျွန်တော်တို့ပဲ့မပါတော့ပါဘူးကျွန်တော်ပြောတာဒါကိုကျွန်တော်တိုက်တွန်းခြင်းတယ်ပြီးတော့ကျွန်တော်မေးခြင်းတယ်အခုဒီပါရောက်နေလူတွေဒီလိုဖြစ်တာစစ်ဆိုးရပြန်ပြစ်မှာပေါ့ဒီတော့စီကန်းမလိုက်နာသေးပဲနဲ့ဒီလိုဖြစ်မှာပေါ့ဒီလမ်းကိုယူရင်ဒီလိုပဲဖြစ်မယ်ပေါ့နော်စစ်ဆိုးရကိုထိတ်တက်ရင်ဆိုင်ရင်ဒီလိုပဲတေကြမယ်ဆိုတော့ကျွန်တော်ပြောချင်တာဗမာပြည်သူပြည်သားတွေเนาะကျွန်တော်တို့ဗြိတိရှကိုလိုနီလက်ထက်တည်းကကျွန်တော်နှစ်100ကျော်လဲကြုံခံပြီးပါပြီစစ်ဆိုးရရဲ့လက်အောက်မှာလဲနှစ်80ကျော်ကြုံခံပြီးပြီနှစ်ပေါင်းက180ဖြစ်နေပြီကျွန်တော်တို့အခုချိန်ဒီဒီမိုကရေစီနဲ့မထိုက်တန်သေးဘူးလားကျွန်တော်ဒါပြည်ပရောက်နေတဲ့ထော်လော်ကန်လန်တွေမှာလည်းကျွန်တော်မေးချင်တာဟုတ်ပြီနော်အဲ့တော့အခုချိန်မှာသူတို့ခံစားနေရတဲ့ဒုက္ခများစွာဒီဆင်းရဲမှုများစွာကိုချင်းစာတရားလေးနဲ့ကြည်ပါမေတ္တာတရားလေးထားပေးပါလို့ကျွန်တော်တိုက်တွန်းနေတယ်နော်အဲ့တော့နောက်ဆုံးဆန္ဒပြပွဲတွေကျွန်တော်တို့အခုလက်ရှိလုပ်နေတဲ့နယူးယောက်ကဆန္ဒပြပွဲတွေဝါရှင်တန်ဒီစီပဲမလာရင်နေပါအဖြတ်တွေမပြောပါနဲ့နော်ကျွန်တော်ဒါလေးကိုကျွန်တော်မေတ္တာရက်ခံနေတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အင်မတန်မှဒီပါရောက်နေတဲ့မြန်မာတွေအတွက်တကယ်ပဲဗဟုသုတတွေရောအသိပညာရောရရှိစေပါတယ်အကယ်၍ကိုမပါဝင်နိုင်ဘူးဆိုလို့ရှိရင်အနောက်ရှက်မဖြစ်ဖို့ရအတွက်ပေါ့နော်ဟုတ်ကဲ့ပါဒီကိုစင်တင်နိုင်ဖို့ရညီမတို့မီဒီယာအနေနဲ့ပြီးခဲ့လာမှာဆိုလို့ရှိရင်ဒီပါရောက်နေတဲ့မြန်မာတွေတော်တော်များများပါဝင်သင့်တဲ့လောက်မပါဝင်တော့တွေ့တဲ့အခါမှာတကယ်ကိုရှေ့နေအစိုးရရဲ့တရားဝင် license တွေရတဲ့ lawyer တွေကိုခေါ်ဖိတ်ပြီးတော့ဒီလိုမျိုးမေးမြန်းစူးစမ်းတယ်တိုက်ရိုက် live စီစဉ်နဲ့လည်းမေးလို့ရမေးခွန်းတွေကိုမေးဖို့ရအတွက်ဖွင့်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ညီမတို့မီဒီယာအနေနဲ့လည်းဒီမြန်မာပြည်သူပြည်သားတွေပြည်ပရောက်နေပြီးသားလူတွေအတွက်လည်း awareness ဖြစ်အောင်တတ်နိုင်တဲ့လောက်မီဒီယာအနေနဲ့မီဒီယာနာမည်ကြီးဖို့တခုတည်းမဟုတ်ပဲပေါ့နော်အဲ့လိုမျိုးအခုချိန်မှာပြည်သူလူထုနဲ့အတူမြန်မာပြည်သူပြည်သားများနဲ့အတူတစ်ဖက်တစ်လမ်းကနေပြီးညီမတို့အနေနဲ့လည်းကြိုးပမ်းပြီးလှုပ်ဆောင်ပေးနေရပေါ့နော်အားကြောင့်လို့ပြည်သူလူထုအနေနဲ့လည်းဒီပါရောက်နေတဲ့သူတွေနဲ့လည်းဆန္ဒကဒေါက်တာဇော်လင်းအောင်ပြောသလိုမျိုးပဲပါဝင်ပေးဖို့ရအတွက်လည်းထပ်မံပြီးတော့ဖြည့်ဆွတ်ပြောကြားခြင်းတယ်ပေါ့နော်အခုနောက်ဆုံးပိုင်းအနေနဲ့ဒီ generation Z တွေပေါ့နော်အခုဒီရှေ့တိုက်ပွဲမှာပြောမှဆိုရှင်တိုက်စစ်မှုတွေပေါ့နော်အခုအနေနဲ့ဘာများအကြံပြုလို့ပြီးတော့ဖြည့်ဆွတ်ပြီးတော့ပြောကြားခြင်းပါလဲရှင်
OK ဒီမေးခွန်းအတွက်တော့ကျေးဇူးတင်တယ်ပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့လက်ရှိမှာမြေပြင်အနေထားမှာကျွန်တော်ကဒီဟာလည်းကျွန်တော်ဘက်ကကျွန်တော်တတ်နိုင်တဲ့လောက်ပါနော်ကျွန်တော်ကတော့ဟိုစီရေးကျွမ်းကျင်တဲ့လူလည်းမဟုတ်ဘူးနိုင်ငံရေးသမားလည်းမဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်ရှာဖွေတွေ့ရှိထားတယ်ကျွန်တော်တို့ခုဒီဟာဟိုမြန်မာနိုင်ငံလူတွေနဲ့လည်းပေါ့နော်ကျွန်တော်တို့ Zoom meeting တွေကျွန်တော်တို့ဟိုဒီဘက်ကကျွန်တော်တို့လှုပ်ရှားနေတဲ့နောင်တော်ကြီးတွေရှိတယ်ကျွန်တော်တို့ရဲ့အရင်နဲ့ရတယ်เนาะကျွန်တော်တို့ဒါလေးတွေကနေကျွန်တော်တို့လေ့လာတင်ယူထားတဲ့အချက်လေးတွေပါဒါအခြားလက်ရှိ generation Z တွေ Gen Z တွေအတွက်အသုံးဝင်မဲ့ထင်လို့ပါเนาะကျွန်တော်ပြောတာပါလိုအပ်တာရှိရင်လည်းဟိုဖြည့်ဆွတ်ကြပါအမှားရှိရင်လည်းပြင်ကြပါပေါ့เนาะကျွန်တော်တော့ဒီလိုပဲအရင်ဆုံးပြောခြင်းနဲ့ပထမဦးဆုံးအချက်အနေနဲ့က Gen Z အနေနဲ့ကကျွန်တော်တို့ကလက်ရှိမှာအရန်ခက်ခဲတဲ့အချိန်အနေထားတခုရောက်နေဆုံးဖြတ်ချက်တစ်ခုကကျွန်တော်တို့က Facebook မှာတော့မှတယောက်ယောက်ကစာရေးတာပဲဖြစ်ဖြစ်အကြံပေးတာပဲဖြစ်ဖြစ်တောင်မှကျွန်တော်တို့ကအရန် risky ဖြစ်လာကျွန်တော်တို့ကလေ site war တွေကလည်းကိုယ့်ဘက်ကလည်းရေးကြတယ်ကျွန်တော်တို့ဘက်ကလည်းရေးကြတယ်ရေးကြတဲ့အခါမှာတစ်ခါတလေကိုယ့်အတွက်ကောင်းတာဖြစ်သွားတာမျိုးလည်းရှိတယ်အခြေအနေကိုပိုဆိုးသွားစေတာလည်းရှိတယ်ဆိုတော့အဲ့တော့အားလုံးကိုချင်းချင်းနဲ့ဟိုလေ့လာသုံးသပ်ကြပါယုံသိယုံလိုက်တာကြမှာယုံပါလို့ကျွန်တော်ကအရင်ဆုံးဒါစပြီးတော့ပြောရဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့ကလည်းပြောကြတယ် Facebook ကဘဝကြီးမဟုတ်ပါဘူးပြောတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအနေထားနဲ့ဟိုကျွန်တော်တို့လည်းဒီ revolution ရမှာ Twitter account တွေပါဖွင့်လိုက်တာကျွန်တော်တို့က Facebook ကတက်မလားဘဝရဲ့တော်တော်ကြီးမားတဲ့စိတ်တစ်ပိုင်းလို့ဖြစ်နေတာပါဗမာပြည်သူတွေအတွက်ကဘဝကြီးမဟုတ်ပါဘူးလို့ပဲပြောကြပေမဲ့ပေါ့နော်ကျွန်တော်ကအဲ့လိုပဲပြောချင်တာကျွန်တော်တို့ကအခု Facebook ကနေတော့ hate speech တခုခုကနေလည်းကျွန်တော်တို့ဖြစ်သွားတယ်ပြဿနာပေါင်းလည်းအများကြီးပါဒါတွေကအရင်မှလည်းတာတာကတွေရှိခဲ့တယ်လက်ရှိမှာကျွန်တော် Gen Z တွေကိုပြောချင်တာမြေပြင်အနေထားကကျွန်တော်တို့မသိလက်ရှိကြုံနေရတဲ့မြေပြင်အနေထားဒါတကယ်လှုပ်ရှားနေတဲ့ Gen Z တွေgeneration Y တွေပဲသိမယ်မြန်မာနိုင်ငံကပေါ့နော် generation X တွေဆိုရင်တော့မှသူတို့ကအကြံဉာဏ်ပေးတဲ့အဆင့်လောက်ကိုရောက်သွားပြီဟုတ်တယ်မလားကျွန်တော်ပြောတာလေသူတို့ကလက်ရှိမှာတက်ကြွကြွနဲ့ရှေ့တန်းကနေလှုပ်ရှားနိုင်တဲ့အနေအထားမှာမပါတော့ဘူးအဲ့တော့အခုကျွန်တော်အခုပြောတဲ့စကား Gen Z နဲ့ generation Y တွေမြန်မာပြည်ပြင်မှာလက်တွေ့လှုပ်ရှားနေတဲ့လူတွေပြောတာပေါ့လက်ရှိမှာတကယ်ကိုကြုံနေရတဲ့မြေပြင်ကအနေအထားရယ်ကျွန်တော်တို့ဒီ social media တွေကနေပြီးတော့အကြံပေးချက်တွေပေါ့နော်အထူးသဖြင့်ဒီကျွန်တော်တို့အကြံပေးချက်တွေကဘယ်ကလာမလဲဆို generation X တွေကလာမှာပေါ့နော်အခုအထူးသဖြင့်ကိုမင်းကိုနိုင်တို့ပါပေါ့နော်အဲ့တော့ကျွန်တော်တို့အားကိုးရပါတယ်အားဒါနောက်တစ်ခုကအခုဆိုလို့ရှိရင်တကယ်လှုပ်ရှားနေတဲ့မက်ဆင်မာအောင်လို့ရှိမယ်နော်ပြီးတော့နောက်ဒီဘက်မှာဆိုလို့ရှိရင်ဟို CRPH မှာဒေါက်တာဆဆာရှိမယ်ကိုထင်လင်းအောင်ရှိမယ်ကျွန်တော်တို့တမ်မကြီးဦးကျော်မိုးထွန်းရှိမယ်သူတို့ပြောတာတော့မှတေချာချင့်နေပြီးတော့ကြည်ပါဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ကလည်းတစ်ခါတလေမှာပြည်သူကိုစေတနာနဲ့လေသတင်းကိုအမြန်သတင်းစီးဆင်းမှုမြန်ဆန်အောင်ထုတ်ပြန်တာတွေလည်းရှိပါတယ်เนาะအဲ့ဒါမျိုးတွေကအစအဲ့တော့ခုနလက်ရှိမြေပြင်အနေထားနဲ့လက်ရှိဒီ social media တွေမှာဒီခုနကလိုခေါင်းဆောင်ကြီးတွေပြောတဲ့ဥစ္စာတွေပြည်သူတွေကနေအချင်းချင်းအကြံပြုတာတွေရဲ့မျှခြေအနေထားတစ်ခုကိုရအောင်ရှာဖွေပါအဲ့လိုမျှခြေအနေထားမှာမနေဘူးဆိုရင်တော့မရှာနိုင်ဘူးဆိုရင်တော့ crisis တွေကဖြစ်နေမှာပဲအချင်းချင်းဖြစ်နေတာ crisis တွေပေါ့ဟာအခုချတင်ပြီလားဟာနောက်မှချတင်လားဒါမျိုးတွေပေါ့နော်ဒီငင်းခုန်မှုတွေပေါ့နော်အဲ့တော့အဲ့ဒါတွေကိုတော့ကျွန်တော်ကအခုချပါတော့မနေ့ပြန်ချပါတော့တော်လှန်ရေးစပါတော့ကျွန်တော်မသိဘူးကျွန်တော်အဲ့ဒါတော့မပြောတတ်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာဒီမျှခြေတစ်ခုကိုရှာနိုင်တော့မှကျွန်တော်တို့က crisis မဖြစ်ဖ ೇನೆ ကျွန်တော်တို့ကတကယ်ငြိမ်းချမ်းတဲ့peaceful တကယ် solution တစ်ခုကိုရမှာပါเนาะအဲ့ဒါလေးကိုကျွန်တော်တိုက်တွန်းခြင်းနဲ့အထူးသဖြင့် CRPH ထုတ်ပြန်ချက်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့လှုပ်ရှားမှုတွေတိုင်းရင်းသားလက်နက်ကိုင်တွေဘာပြောလဲဘာထုတ်ပြန်ချက်တွေကြီးညာလဲဒါတွေကိုနားဆွင့်ပါအဲ့တော့တိုင်းရင်းသားလက်နက်ကင်တွေကအခုကျွန်တော်တို့ဒါလူငယ်တွေပြောတယ်ဒါဒံပေါက်ကျွေးချိန်တန်ပြီပေါ့ကျွန်တော်တို့ကโอเคဆိုပါစို့ကျွန်တော်တို့ဒံပေါက်ကျွေးမဲ့အကြောင်းဆွေးနွေးမယ်ဆိုရင်တော့ဒံပေါက်ကိုကျွန်တော်တို့ကတိုင်းရင်းသားလက်နက်ကင်တွေမစဘဲနဲ့ကျွေးဖို့ကတော်တော်ခက်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ကဒီဒံပေါက်ကျွေးမဲ့အဖွဲ့လေးက10ယောက်အယောက်20ဖြစ်နေသူတို့တဲ့တာလေးဒါကိုသူတို့ချိန်ပြီးထိန်းချုပ်အောင်ပါအဲ့တော့တိုင်းရင်းသားလက်နက်ကင်တွေလှုပ်ရှားမှုတွေကိုစောင့်ပါထုတ်ပြန်ချက်တွေကိုစောင့်ပါစိတ်မလောပါနဲ့ကျွန်တော်ပြောချင်တာလေเนาะအဲ့စိတ်မလောနဲ့ဆိုတော့လေကျွန်တော်က non violence နဲ့ဆန္ဒမပြနဲ့တော့ငြိမ်နေပါလို့ပြောတာမဟုတ်ဘူးခုနမျှခြေအနေထားတခုကိုယ့်အသက်လည်းမတည်ဘူးဗျာထိုင်တပိတ်ပဲဖြစ်ဖြစ်ဟုတ်လားနောက်ဆုံးဟိုပကြီကားချက်လေးတွေနဲ့တပိတ်ပဲဖြစ်ဖြစ်နောက်ဆုံးမြေပြင်မှာတိုင်လေးတွေထောင်ဗနိုင်းလေးတွေထောင်ပြီးတော့လူမဲ့တပိတ်ပဲဖြစ်ဖြစ်เนาะဒါမျိုးလေးတွေကိုဆက်ပြီးတော့ continue လုပ်ပါအဲ့လိုလုံးမှ CDM သမားတွေကတက်ကြွမယ်အဲ့တော့ CDM သမားတွေကလည်းသူတို့တွေဆက်ပြီးတော့လမ်းပေါ်ထွက်နေတော့မယ်ဒါမျိုးပေါ့เนาะပြီးတော့အဲ့ချိန်မှာလည်းခုန CRPH လည်းအဲ့ချိန်မှာဆက်လှုပ်ရှားမယ်ဒါမျိုးတွေဖြစ်လာပါအဲ့လိုမျိုးခုနအရင်ပြောခဲ့တဲ့ linkage တွေပါเนาะအဲ့ဒါလေးကိုချိန်ချိန်ပြီးလုပ်ကြတာပါမြေပြင်နေထားကိုကျွန်တော်တို့မသိတဲ့အတွက်
ကိုယ်တိုင်ပဲဆုံးဖြတ်ကြပါနော်အဲ့တော့ခုနလိုတိုင်းရင်းသားလက်နက်ကိုင်တွေလှုပ်ရှားမှုစောင့်ဖို့ကတော့အရန်ကိုအရေးကြီးပါတယ်နော်သူတို့ဘက်ကလည်းအမြန်သတင်းတွေဒီခုနလို CRPH နဲ့ Federal Army အတွက်အမြန်ပူးပေါင်းနိုင်ပါစေလို့တော့ဆုတောင်းပါတယ်ကျွန်တော်လည်းနော်အဲ့တော့နောက်ဒုတိယအချက်အနေနဲ့ Gen Z တွေကိုကျွန်တော်ပြောချင်တာ Gen Z တွေကကျွန်တော်တို့ကအထူးသဖြင့်ပြည်ပရောက်နေတဲ့လူတွေပေါ့နော်တော်တော်လေးကိုသူတို့ကိုလေသူတို့တွေတချို့တွေကြာသွားတယ်ဆိုတဲ့အချိန်မှာဝမ်းနေရတယ်သူတို့တွေရဲ့ဟိုးရင်လုပ်ခဲ့တဲ့ activities လေးတွေသူတို့ရဲ့တော်လှန်မှုလေးတွေဥပမာပေါ့ဗျာကျွန်တော်မှတ်မိတဲ့လောက်လေးတွေပြောရင်ဖက်နဲ့ကြိုးချီနေတာတို့မီးပွိုင်မှာပတ်ပြီးလမ်းလျှောက်နေတာတို့နော်လူ9ယောက်လောက်မှပြည့်ဆို4ယောက်တရွဲလျှောက်သွားတာမျိုးတို့ကြက်သွန်ကြီးမှောက်ချရတယ်ဒါမျိုးတွေဟာကျွန်တော်တို့အရန်ပီတိဖြစ်ရပါတယ်နော်အဲ့တော့ဘာကိုပြလဲဆိုလို့ရှိရင်ဒီပညာတိတ်ကောင်းလာတဲ့ခေတ်မှာ globalization ကလည်းအရန်အားကောင်းလာတဲ့အချိန်မှာဒီကလေးတွေ intelligence ကအရန်တက်လာတယ်ဆိုတာတက်သေးပဲဒါအဲ့တော့ intelligence ကအရန်ကောင်းလာတဲ့အခါမှာတခါပြီးမှလူမှာဘာဖြစ်တတ်လဲဆိုတော့ intelligence ဆိုတိတ်အားကိုရင်ကျွန်တော် physical ဘိုင်းကြာသွားပါတယ်သူကဒါ check and balance သွားနေတဲ့ကိစ္စအဲ့တော့ဒီကလေးတွေ intelligence တိတ်တက်လာတဲ့အခါမှာကျွန်တော်တို့နီးပညာကိုအရင်အားကိုပါနော်အခုနလိုကျွန်တော်ဓာန်ပေါက်ကျွေးတဲ့ကိစ္စနဲ့ပြန်ပြောမယ်ဓာန်ပေါက်ကျွေးတယ်ဆိုဗျာကျွန်တော်ပြောချင်တာဓာန်ပေါက်ကိုလူတစ်ယောက်ချင်းစီတပွဲကျွေးမဲ့အစားဓာန်ပေါက်တပွဲတည်းနဲ့10ယောက်လုံးစားပြီးဤွားမဲ့ဓာန်ပေါက်မျိုးကျွေးပါကျွန်တော်ပြောချင်တာဒါဆိုလို့ရင်းကိုသူတို့သဘောပေါက်တယ်ဟုတ်ပြီနော်အဲ့တော့ဓာန်ပေါက်ကိုဤစိတ်နေအောင်ချက်ပါအဲ့ဓာန်ပေါက်ကဤနေတဲ့အခါမှာအဲ့ဓာန်ပေါက်ရဲ့အရသာတပွဲတည်းနဲ့10ယောက်စားပြီးတော့မှောက်သွားမယ်အဲ့လိုမျိုးကျွန်တော်ကြိုက်တယ်အဲ့တော့ဒါခုနလိုကျွန်တော်ပြောချင် intelligence ကိုသုံးပါပေါ့နော်အဲ့တော့ခုနလိုintelligence မှာတော့သူတို့သိပါတယ်ဒါတွေသူတို့ဘယ်လိုဆက်သွားရမလဲဆိုတာပြီးတော့နောက်တစ်ခုကအချင်းချင်းကုတ်တွေစကားဝက်တွေသုံးပါဟုတ်ပြီနော်လျှို့ဝှက်ကြံစီပါဗိုလ်ချုပ်တို့တော်များကျွန်တော်ပြောတာဗိုလ်ချုပ်အောင်ဆန်းတို့တော်မှာကျွန်တော်ပြောတာနောက်ဆုံးရဲဘော်3ချိန်စင်နဲ့ကျွန်တော်တို့စသွားပြီးတော့နိုင်ငံရဲ့လွတ်လပ်ရေးကိုပုံဖော်သွားနိုင်တယ်ဗျာဟုတ်တယ်မလားအဲ့တော့တခင်လှမြိုင်နဲ့သူသွားတယ်ဆိုလို့ရှိရင်ပထမဆုံး2ယောက်တည်းထွက်တာနော်အဲ့တော့တကယ်ကိုတရုတ်လူမျိုးကြီးတွေဟန်ဆောင်ပြီးတော့တရုတ်နာမည်တွေနဲ့နော်သွားအတူတွေတက်သွားပြီးတော့အဲ့လိုမျိုးတုတ်သွားတာဆိုတော့အခါမှာဒီတော်လန်ရေးကတိကျတွေးကြည့်ရင်မအောင်မြင်စရာအကြောင်းမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ခုနလိုတကယ်အဲ့လိုမျိုးကလေးတွေညံကောင်းလာပြီးတော့တနိုင်ငံလုံးတိုက်ထုတ်နေတာဖြစ်တယ်ပြီးတော့ကျွန်တော်ခုနပြောလို့လျှို့ဝှက်ကြံစီပါကုတ်တွေသုံးပါစကားဝက်တွေသုံးပါပြီးရင်ကျွန်တော်ပြောတာယုံကြည်ရတဲ့လူတွေနဲ့ပဲပေါင်းပါမယုံကြည်ရဘူးမလားဒီတယောက်ကိုမယုံကြည်ရဘူးကိုတန်တရားဝင်သွားပြီအများစုကလည်းမဲပေးနေပြီဒီကောင်ကဒလန်ဖြစ်နိုင်တယ်ဒီကောင်ကစိတ်ဓာတ်မတက်ကြွတော့ဘူးအရန်ကြောက်စိတ်တွေများနေပြီဆိုရင်ချက်ချင်းဖြုတ်ချပါမတွေ့ပါနဲ့ဘာလို့လဲဆိုတော့တွေ့ဝင်နေဖို့ချိန်မရှိတော့ဘူးဗျာကျွန်တော်တို့ကလက်ရှိနေထားเนาะပြီးတော့နောက်တစ်ခုကကျွန်တော်တို့အခုဒီဘက်ကပြည်ပလူတွေနဲ့ကျွန်တော်တို့မှာအစည်းအဝေးတွေလုပ်ကြတယ်တိုင်ပင်ကြတယ်အဲ့လိုသူတို့ကလက်ရှိမြေပြင်အနေထားအရန်ခက်ခဲနေပြီသူတို့ကဘာလို့ဆိုတော့အကုန်လုံးကလိုက်ပြီးတော့ရတဲ့ဟာအကုန်လုံးနောက်ဆုံးပြအခုကျွန်တော်မနေ့ကအခုဒီနေ့လေးနေကျွန်တော်သတင်းကြားတယ်ဟုတ်လား9နှစ်ကလေးလေးတွေဟုတ်လားနေ့နေ့ကလည်း12နှစ်13နှစ်လေးတွေပါသူတို့ပြစ်နေကြပြီဆိုတော့ပြောကြစကားမရှိတော့ဘူးဆိုတဲ့ကောင်မတရားကိုရက်ဆက်နေပြီဖြစ်တဲ့အတွက်မလိုအပ်တဲ့နေရာတွေမှာအချိန်ကုန်မခံပါနဲ့မီတင်တွေမှာလည်း2နာရီ3နာရီထိုင်တာမျိုးလို့တနေရာထဲမှာအကြာကြီးထိုင်ပြီးတော့တယောက်ယောက်နဲ့ Zoom meeting လုပ်တာတွေမလုပ်ပါနဲ့ Zoom meeting ကိုလည်းတက်နိုင်တဲ့လောက်အချိန်ချုပ်ပါလိုဝက်ကုတ်တွေသုံးပါလိုရင်းကိုဆွေးနွေးကြပါကျွန်တော်ပြောတာလေသိလားတိတ်ပြီးတော့ရှိဝေးတွေဗျာကျွန်တော်တို့ဟိုးရင်ကငါတို့88ခုနှစ်တုန်းကဘလို့တွေအခက်ခဲတွေကဘလို့ဖြစ်ခဲ့တာမင်းတို့ကဒါတွေက negative တွေပြောပြီးတော့သူတို့ motivation မပေးနိုင်မဲ့လူတွေနဲ့ meeting တွေထိုင်မနေနဲ့တော့ကျွန်တော်ပြောတာလေနော်အဲ့တော့ဒါကိုကျွန်တော်တိုက်တွန်းနေတယ်အချိန်ကို save လုပ်ပါဘာလို့လဲဆိုတော့သူတို့ရဲ့ physical အတွက်လည်းကျွန်တော်တို့ပြန်ပြီး energy တွေ restore လုပ်ဖို့လိုတယ်ဘာလို့လဲဆိုတော့သူတို့ကညကင်းဆောင်တယ်မနေ့ဆန္ဒပြတယ်ဒါမျိုးတွေပေါ့နော်ပြီးတော့နောက်တစ်ခုကကိုတန်ရပေါ့ဗျာကိုတန်ရဆိုတာလူတယောက်မှာကိုပါတော်လဲကိုပါကောင်းလဲဆိုတာကိုအသိဆုံးပဲဆိုတော့ physical ကောင်းတဲ့လူကရှေ့ထွက်ပါ physical မကောင်းဆိုလို့ရှိရင်ကိုက idea ကောင်းတယ် advice ကောင်းပေးနိုင်တယ် good advisor ပေါ့နောက်တစ်ခုက public speaking ကောင်းတယ်ဒါမျိုးတွေကိုကိုအချင်းချင်းရွေးပါ तू ကဒါတော်တယ် तू ကဒါတော်တယ်ဒါမျိုးတွေကိုကျွန်တော်တို့တာဝန်ခွဲခြားပြီးတော့ကျွန်တော်တို့ပေးပါလုပ်ပါနော်အဲ့တော့ခုနလိုစကားပဲပြောတဲ့လူ idea ပဲကောင်းတဲ့လူရှေ့တန်းကသွားတိုက်ခိုင်းရင်လည်း तू ကကြမှာပဲသူအရင်ကြမှာပဲတဘောကဟုတ်တယ်မလားအဲ့တော့ physical ပဲကောင်းတဲ့လူကို idea သွားထုတ်ခိုင်းရင်လည်းဒီအရေးတော်ပုံသူတို့ရဲ့ group ရဲ့ activity ကရှေ့ရောက်မှာမဟုတ်ဘူးတဘောကဒါမျိုးလေးတွေပါနော်အဲ့တော့အခု globalization ရဆိုရင်တော့ကျွန်တော်ကကိုယ့်ဘာသာကိုတွေးမိတာလေးပေါ့နော်ကိုယ့်ရဲ့feeling ရှိတဲ့ဥစ္စာလေးကျွန်တော်ရေးတာအရင်တော့ကကျွန်တော်တို့စကားရှိခဲ့တယ်ဗျကျွန်တော်တို့ចောင်းသားအရေးတော်မှာဒါကိုအောင်ကျော်ပြောရတဲ့စကားပေါ့နော်မြင်းခွာတဲ့တစ်ချက်ပေါက်ရင်မီးဟုံတောက်စေရမယ်ဆိုတဲ့စကားရှိတယ်အခုကအဲ့ခင်မဟုတ်တော့ဘူးဗျကျွန်တော်မြင်းလည်းမတုံးကြတော့ပါဘူးတိတ်ပြီးတော့အဲ့တော့အခုက keyboard မှာ enter key တစ်ချက်ခောက်ရင်
米烘烘到时啊，没做的包呢，撇昂楼价吧，就那表达哩，大苗地两样多价吧咯，就那表达，နောက်ဆုံးဟုတ်တယ်မလားကျွန်တော်ကနောက်ဆုံးအခုနိုင်ငံသားမှာဆိုကျွန်တော်တို့လက်နက်ကရိယာတွေပစ္စည်းတွေအကုန်လုံးကအန်တာတစ်ချက်ခောက်လို့ရှိရင်တော့မှဟုတ်တယ်မလားဒုံးကြီးတွေထွက်သွားတာတော့ဟုတ်လား drone တွေနဲ့ပစ်တာတော့ဒါမျိုးကိုကျွန်တော်ဆိုလိုပါတယ်เนาะဟုတ်လားနောက်တစ်ခုကလူငယ်တွေကဟိုဒီလိုအခုလက်ရှိမှာသူတို့တိုင်ပင်နေတာဆွေးနွေးနေတာရှိမယ်ဒီတံပေါက်ကျွေးဖို့ကိစ္စအတွက်ဟုတ်လားတချို့ကလည်းဟိုအချိုရည်လေးပါထည့်မယ်ဟိုတချို့ကလည်းလိုက်ပွဲနဲ့ကျွေးမယ်တချို့ကလည်းဥမာဟိုငပိကြော်ပါထည့်မယ်တဘောကြိုက်တာလုပ်ပါเนาะအားလုံးကြိုက်တာလုပ်ကို idea ကိုအားတန်တဲ့ဥစ္စာကိုချိတ်ဆက်မိတဲ့ဥစ္စာတွေနဲ့လာလုပ်ပါတိုင်ပင်ကြပါနောက်တစ်ခုကအခုချိန်မှာကျွန်တော်ကနောက်တစ်ခုအကြံပေးနေတာmobile ဖြစ်တဲ့ base တွေထားပါကျွန်တော်ပြောချင်တာတနေရာထဲမှာဘယ်တော့မှအကြာကြီးတက်မယ်ဆွဲပါနဲ့ဒီကောင်တွေကဒီလိုပဲလှည့်ပြီးဟိုဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်အခုရန်ကုန်မြို့မှာကျွန်တော်အခုဒီကျွန်တော်သိရတဲ့လောက်ကမင်္ဂလာတုံလှဲကူထောက်ကြံဓာတ်တွေပါအကုန်ထည့်45မျိုးနဲ့ရှိတယ်အခုရန်ကုန်မြို့တွင်းကိုပဲကျွန်တော်တို့ကြည့်ရင်33မျိုးနဲ့ရှိတယ်အဲ့ဒီမျိုးနယ်တိုင်းမှာလည်းခေါင်းဆောင်တစ်ယောက်ချင်းစီနဲ့ကျွန်တော်တို့ network လုပ်ထားပါကျွန်တော်ပြောတာလေနော် network လုပ်ထားပြီးတော့ဆွေးနွေးပါတိုင်ပင်ပါနော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီအခုချိန်မှာပေါင်းစည်းဆောင်ရွက်ဖို့ပေါ့နော်ဒါ online မှာလည်းကျွန်တော်တို့application တွေရှိနေပြီဆိုတဲ့အတွက်အဲ့လိုမျိုးတိုင်ပင်ဆွေးနွေးကြပါဟိုအချိန်တို့တွင်းမှာပေါ့နော်အချိန်တို့တွင်းမှာအချိန်ကြာကြီးမသုံးမဲနဲ့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကအရင်တုန်းက revolution တွေကိုကျွန်တော်လည်းဒီတလောထဲမှာပြန်ကြည့်တယ်ကျွန်တော်တို့အခုအနည်းဆုံးဥပမာပေးရလို့ရှိရင် Ukraine ကwinter on fire ပေါ့နော် winter on fire Ukraine မှာဖြစ်သွားတဲ့ revolution ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါတွေကိုကြည့်ပါဟို revolution တွေdocumentary ရှိတယ်ပေါ့နော်ဒါတွေဆိုလို့ရှိရင် motivation ယူဖို့အတွက်ကြည့်ပါ motivation ယူပါဒါပေမဲ့သူတို့ရဲ့အတိုင်းကျွန်တော်တို့ approach လုပ်လို့မရအောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရေကန်ကွာတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံချင်းတွေကွာတယ်ကျွန်တော်ယူကရိန်းကလူတွေကိုကျွန်တော်ကြည့်တဲ့အခါမှာသူတို့က9ပေ10 6ပေကြီးတွေသူတို့က physical ကလည်းအရန်ကိုတန်ပါတယ်ငငယ်တွေကလည်းကိုယ်ခံပညာတွေတက်တယ်ကျွန်တော်တို့ကငငယ်တွေကအခု generation Z တွေက intelligence တက်လာမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ computer ပဲသုံးလာတယ်ကျွန်တော်တို့ game soft online game တွေဆော့ကြတယ်ဒါမျိုးလောက်ပဲရှိတယ်ကျွန်တော်တို့နိုင်ငံမှာကိုယ်ခံပညာတက်တဲ့လူကခက်ရှာပါเนาะအဲ့တော့ဒါတွေကိုကျွန်တော်တို့တစ်ထပ်တည်းအတူယူလို့မရအောင်ပြီးတော့သူတို့နိုင်ငံမှာဟိုအတိုင်းအတာတစ်ခုထိလည်းလက်နက်ကင်ဝင်ရတယ်ကျွန်တော်တို့ကလက်နက်ဆိုတာအမှန်တမ်းပြောရင်အခုမှသာတကယ်ဖုန်တက်နေတဲ့လေးကွာတဲ့ဂျင်ကလေးတွေကျွန်တော်တို့ကအိမ်ထဲကပြန်ရှာထုတ်နေရတဲ့အချိန်ဖြစ်တယ်ဆိုတော့ဒါတွေကမတရားကွာပါတယ်เนาะပြီးတော့သူတို့အစိုးရကလည်းစီးရှိတယ်ကျွန်တော်တို့ရဲ့ဒီစစ်အာဏာရှင်လို့ဟိုမဲမြင်ရအကုန်ပြစ်တဲ့ကောင်တွေမဟုတ်ဘူးသူတို့မှာဒီ revolution တစ်ခုလုံးမှာသတင်းယူရတဲ့ press ဆိုတာအုပ်ချုပ်တဲ့တခါတည်းအဲ့လိုမျိုးဟိုစောင်းပြီးတော့သူဟာ media ဖြစ်တယ်ဆိုတဲ့တော့ကြည်ကာနဲ့သူတောက်လျှောက်ဗီဒီယိုရိုက်သွားတဲ့လူတွေလည်းကျွန်တော်တွေ့ရတယ်ဆိုတော့သူတို့မှာစီးရှိတယ်ကနားရှိတယ်ကျွန်တော်တို့စီမှာစစ်အာဏာရှင်ကဘာစီးဘာ ethic ပြောမယ်ဆိုရင်ဘာ ethic မှမရှိဘူးအဲ့အတွက်ဒါကိုတတိထားပါဒါကွဲပြားခြားနားတဲ့အချက်တွေနောက်တစ်ခုကျွန်တော်ပြောချင်တယ်ကျွန်တော်တို့အာရှမှာတကယ်အထင်ကြီးပုံကိုကြီးကျွန်တော်တို့ရဲ့ idol person မဟတ္တမဂန္ဒီသူတော်လှန်သွားတယ် non violence ဆိုသူကအကောင်းဆုံးသက်သေပြသွားတယ်ဒါပေမဲ့သူသက်သေပြသွားတဲ့အကောင်းဆုံးသက်သေပြသွားတဲ့အစိုးရဒီမိုကရေစီကိုအရင်တည်းကထောက်ပံ့ခဲ့တဲ့အစိုးရဗြိတိရှအစိုးရဆိုတော့ကျွန်တော်တို့ကလုံးဝမတူဘူးเนาะအဲ့တော့ကျွန်တော်တို့ခုရင်ဆိုင်နေရတာဒီတရိษံထက်ပါဟိုအတိညာမဲ့တဲ့ဟိုစစ်အာဏာရှင်ကိုရင်ဆိုင်နေရတာเนาะအဲ့ဒါတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်အကောင်းဆုံးဓာတ်ပေါက်ကျွေးနည်းကိုပြောမယ်ဆိုရင်တော့ကျွန်တော်မြင်တာကတော့ပျောက်ကြားစနစ်ပဲအခုချိန်မှာပျောက်ကြားစနစ်အကလုံးဝအကောင်းဆုံးပဲကျွန်တော်တို့အရှိအလယ်ပိုင်းကဟိုလူတွေရဲ့ပုံစံထုံးတမ်းစင်လာတိုင်းကျွန်တော်တို့တွားရပါမယ်ကျွန်တော်အဲ့လိုမျိုးမြင်ပါတယ်ကျွန်တော်ယူဆရတော့ဟုတ်ကဲ့generation Z တွေအတွက်လည်းလိုအပ်တဲ့ဟိုနီးဗျူဟာတွေရမယ်လို့မျှော်လင့်တယ်ပေါ့နော်ဟိုနောက်ဆုံးအနေနဲ့အခုအနေနဲ့ကျမတို့ 7TV တော့၎င်းနောက်ဆုံးဖြည့်ဆွက်ပြီးတော့ပြောချင်တဲ့အရာရှိလားရှင်ဟုတ်ကဲ့ဖြည့်ဆွက်ပြီးတော့ကျွန်တော်ခက်လို့ပြောမှာအခုလက်ရှိရတော့ပေါ့နော်ကျွန်တော်တို့လက်ရှိမှာဒီအခြေအနေဒါကျွန်တော်တို့အရန်ဆိုးပါတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီမှာဟိုအချိန်နဲ့အမျှကျွန်တော်တို့အခုဒီ video file တွေပြစ်တာခတ်တာတွေဆိုကျွန်တော်တို့ file တိုင်းတော့ကျွန်တော်တို့ဝင်ပြီးတော့ဖွင့်မကြည့်ရတော့ပါဘူးเนาะကျွန်တော်တို့အရန်ခံစားရပါတယ်မြန်မာပြည်သူပြည်သားတွေအတွက်လည်းကျွန်တော်တို့အမြန်ဆုံးဒီငွေဥဒေါ်လာရေးကိုလည်းအချိန်တိုအတွင်းမှာမြန်မြန်ဆန်ဆန်အောင်မြင်စေချင်ပါတယ်အဲ့တော့ကျွန်တော်ဖြည့်ဆွက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့တိုင်းရင်းသားအားလုံးပြည်တွင်းပြည်ပလူအားလုံးကိုကျွန်တော်ကနောက်ထပ်တစ်ချိန်ထပ်ပြီးတော့တိုက်တွန်းခြင်းပါတယ်အားလုံးဟာအခုချိန်မှာကိုချင်းစာတရားမေတ္တာတရားနဲ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကိုကူညီပါစောင့်ရှောက်ပါလူဒန်းပါကျွန်တော်တို့တွေဟာတကယ် Federal Democracy နဲ့
ထိုက်တန်နေကြပါပြီပြည်သူတွေဟာတအားလဲကျွန်တော်တို့ခြေကွဲစရာတနာစရာကောင်းနေပါပြီเนาะအဲ့တော့ဒီလိုခစ်ကြီးထဲမှာ21ရာစုထဲမှာเนาะအားလုံးဟာမိုးပေါ်ဒုံးပြန်တွေလွတ်တင်ဖို့မြေအောက်ရထားတွေလှုပ်ဖို့เนาะကြည်စံရထားတွေထွင်ဖို့လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီမျိုးပြက်ကြီးကိုပြန်တည်ဆောက်အောင်မယ်ဆိုတဲ့စိတ်ကြီးကိုအတွေးပြန်ဝင်လာတိုင်းကျွန်တော်တို့ဟာစိတ်သက်တွေကြာပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ယုံကြည်တာကဒီຫນွေဦးတော်လှန်ရေးဟာကြာဆုံးစရာအကြောင်းကိုမရှိပါဘူးဘာဖြစ်လို့လဲဆိုတဲ့အခါမှာပြည်ပတိုင်းပြည်ကလူတွေကလည်းသတိပြုမိနေပြီဗမာပြည်မှာကလည်းအညံ့လုံးဝခံတော့မှာမဟုတ်ဘူးကျင်းသေးတယ်အဲ့တော့ဒီမင်းဟော်လိုင်းတို့เนาะစစ်အာဏာသိမ်းအုပ်စုကမကြခင်မှာဒုက္ခလာတွေးတော့မယ်ဆိုတော့ကျွန်တော်ကယုံကြည်နေပါတယ်အဲ့တော့ဒီຫນွေဦးတော်လှန်ရေးကမအောင်မြင်လို့လည်းမဖြစ်တော့တဲ့အနေအထားကိုရောက်နေပါပြီအဲ့တော့ကျွန်တော်တို့စိတ်သက်ကြတဲ့အခါမှာကျွန်တော်တို့တွေးကြည့်ပါအနာဂတ်ကိုကြိုတွေးပါဒီຫນွေဦးတော်လှန်ရေးပြီးသွားတဲ့အခါမှာတိုင်းရင်းသားတွေအားလုံးကလည်းစုစည်းသွားတယ်ကျွန်တော်တို့ဟုတ်လားကရင်ချင်းမုံပမာရခိုင်ရှမ်းအားလုံးဟာတစုတစည်းတဲ့နဲ့တပေါင်းတစည်းတဲ့နဲ့နိုင်ငံကြီးကိုပြန်တည်ဆောက်ကြတယ် Federal Army နဲ့ Federal Government နဲ့အဲ့ချိန်မှာကျွန်တော်တို့ရဲ့ပြည်သူတွေကလည်းအရင်အထက်2ဆ3ဆပို့ပြီးတော့စူးစမ်းကြတယ်ကျွန်တော်တို့လမ်းတွေရှင်းကြမယ်ဗျာကျွန်တော်တို့တိုက်တွေပြန်ပြီးတော့ဟုတ်လားအမိုးကာတွေကျွန်တော်တို့အားလုံးရက်ရွာအေဂျင့်တာယာတွေအားလုံးပြန်လုပ်တဲ့ဟာကိုတွေးကြည့်လိုက်ပါဒီပီတိလေးနဲ့အားလုံးရှေ့ဆက်ပါနောက်တစ်နှစ်နှစ်နှစ်3နှစ်ကာလကြီးမှာဗမာပြည်ဘယ်လောက်ဖွံ့ဖြိုးလာမလဲနောက်ထပ်9နှစ်10နှစ်မှာဘယ်လောက်ဖွံ့ဖြိုးလာမလဲဆိုတော့ကြိုတွေးရင်ကျွန်တော်တို့စိတ်သက်သာရပါမယ်ကျွန်တော်တို့အနာဂတ်ကိုကြိုမြင်ရင်းနဲ့ဒီຫນွေဦးတော်လှန်ရေးကိုကျွန်တော်တို့အမြန်ဆုံးเนาะအဆုံးသတ်ကြပါစို့လို့အားလုံးကိုကျွန်တော်တိုက်တွန်းလိုက်ပါတယ်ဒီနေရာနေပြီးတော့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးပြည့်ပြည့်စုံစုံနဲ့ဖြေချပေးတဲ့အကြံဉာဏ်ပြုသွားတဲ့အတွက်လည်းအထူးပဲဝမ်းမြောက်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကလည်းဟုတ်ZN TV ကိုအားပေးကြည့်ရှုနေကြတဲ့ပရိသတ်များအနေနဲ့ကျမတို့သိထားတဲ့နိုင်ငံကိုချစ်တဲ့စိတ်တစ်ခုနဲ့ပေါ့နော်ကျမတို့သိထားသမျှရှိထားတဲ့အတွေ့အကြုံတွေ research လုပ်ထားတဲ့ဟာတွေကိုကျမတို့အသက်နိုင်ဆုံးကိုယ့်ရဲ့မြန်မာပြည်ကြီးຫນွေဦးတော်လှန်ရေးမှာအကောင်းဆုံးစစ်ကူဖြစ်ဖို့ရန်အတွက်အထောက်ပံ့ပေးဖို့ရန်အတွက်ကျမတို့ပြောတာဖြစ်တဲ့အတွက်အကယ်၍ကြည့်ရှုနေတဲ့ပရိသတ်များအနေနဲ့လည်းမိမိနားနဲ့မတည့်တာရှိရဆိုလို့ရှိရင်လည်းနိုင်ငံကိုချစ်တဲ့စိတ်နဲ့ဆိုတဲ့စိတ်နဲ့ခံယူပေးဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ရှင်။မကြခင်မှာလည်းကျမတို့ရဲ့ຫນွေဦးတော်လှန်ရေးအောင်မြင်စွာပြီးဆုံးလျက်ကျမတို့အားလုံးကျမ်းမာရှင်လန်းစွာနဲ့မြန်မာပြည်ကြီးငြိမ်းချမ်းခြင်းနဲ့အတူအစိုးရအသစ်နဲ့အတူနိုင်ငံတော်တည်စီမှာဖြစ်မီဖွံ့ဖြိုးတဲ့နိုင်ငံတော်တည်စီမှာကျမတို့အားလုံးကြမ်းမာရွှင်လန်းနဲ့ပြန်လည်ပြီးဆုံတွေ့ကြဖို့နဲ့ဆန္ဒပြုနေအရေးတော်ပုံအောင်မြင်ပါစေ။အောင်မြင်ပါပါဟုတ်ကဲ့ပါ